အားလုံးပဲမင်္ဂလာပါရှင်။ပြေး audio ပို့ချက်နဲ့ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာပရိသတ်တွေကိုအမုန်းများကုန်လို့တော့ဆိုရင်ဇလန်ရဲ့ဇက်သိမ်းပိုင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကြီးနေတဲ့လူတချို့ငါအပိုင်းဆိုရဲ့အကြီးနဲ့ကြည်ပေးလိုက်။အားလုံးကအလိုလိုမျက်စိလွှဲသွားတယ်။ရွှေရပတ်ဝန်းကျင်ကိုတတိမထားမိပဲ။ဟဲခိုင်စင်တို့နေတို့တူတူထိုင်တော့ငါကဘယ်သူနဲ့ထိုင်ရမှာလဲ။အေးတငယ်ချင်းကြီးရေဟိုမှာခုံလို့ရှိရလေ။တို့နဲ့လေမျက်စောင်းထိုးနေဦးငါတယောက်တည်းဖြစ်နေမှာပေါ့ပြီးရောပထမတော့ကကိုကားနဲ့ပဲကိုအေးစိလိုက်သွားမှာလို့ပဲဟိုတယောက်ရဲ့ဝစ်စားမှုကြောင့်စိတ်မချနေပြီးတော့လေတယောက်တည်းထိုင်ရမှာဆိုပြီးစိတ်ကောက်နေမရွှေကျော်နားမှာထိုင်ကျင်တာလဲပါတော့တန်နေငါအိတ်ကိုကားလေးသွားတဲ့ဇေယကနေမသွားဘူးလားထဲသူထဲလီဘာရီယိုပေးရှိနေရတော့ဟုတ်စရာနေရလေကွက်တိဖြစ်နေရရွယ်ဘေးနာတခုံမဲ့လွတ်တာသူငါဘေးနာလာထိုင်မှာတော့မဟုတ်ဘူးမလားဗျာဒီမှာလာထိုင်လေကျွန်တော်အဲ့မှာထိုင်နေမယ်ဗျတန်းစင်ကအလိုက်မသိပြောနေပြန်ပြီဒီကောင်လက်သီးစာမိကျင်နေရပိတ်ထူလိုက်ရမျက်ခုံးတစ်ဖက်ပိတ်ပြီးကြည့်လိုက်တော့ဟိုကျွန်တော်ကားစီးရင်အိတ်တက်လို့ဒီကောင်နေနဲ့ပဲစီးလိုက်တော့မယ်သူတို့လေကားထဲမှာရှိရဲ့နှစ်ရုံလုံးကလူတွေကကြည့်နေတော့နည်းနည်းတော့ရှက်စိတ်ပေါ်မိရပေါ့တော်သေးရဲ့ခိုင်စရာအလိုက်တက်တည်ပြောလို့ဆရာရွေနာမှာခုံပူရှိရဲ့ကျန်တဲ့လူတွေကြတော့အိတ်တီနေဆိုတော့ထိုင်ရထားရလေခက်မှာဆိုတော့ဆရာအဲ့မှာအဆင်ပြေလားရတယ်ထားလိုက်မပြေလဲပြေအဲ့ဆရာလေးသူ့ဘက်ကလည်းပြောပြရသည်အကျော်ကြီးနဲ့ခဏနေရောဖုန်းနဲ့ message ဝင်လာလို့ဖွင့်ကြည့်ရောကျေးဇူးပဲတဲ့မအုပ်လိုက်နိုင်ဘူးရီမိရသူတို့ဆရာကျေးဇူးဆိုတဲ့စကားပြောတတ်တယ်တဲ့လုံးကိုလည်းပြတော့နှစ်ယောက်သာဥတက်နေရပတ်ဝန်းကျင်ကိုတော့မကြည့်မိလိုက်ဘူးဟိုငတိမကတော့တိပုံတော့မပေါ်နားရနှစ်ချက်ထက်စာအုပ်ဖတ်နေရဘေးကလူရှိရဲဆိုအောင်မှန်ရဲ့လားမသိဒီလိုဘာလို့ငါဘေးလာထိုင်ရလဲအနေရခက်ပါလေဆိုလက်ဖြားရည်တော့အေးလာပြီရွယ်နာထဲမှာနှစ်ချက်ဖွင့်ပြီးတက်ချင်းသာဖွင့်ထားတာဘာတွေဖွင့်လို့ဖွင့်သွားမှန်းတော့မသိဘူးအလက်ထဲမှာလည်းစာအုပ်ကင်ထားတာဘာအတိပယ်ရီမဲလဲတော့မသိလိုက်ဘူးနှာခေါင်းထဲမှာဟိုလူရဲ့ကိုသေးနဲ့တင်းသေးလေးကနှာခေါင်းဝမှာလာပြီးကြည်စင်နေသလိုလေတစ်ချက်ရှူလိုက်တိုင်းသူမမှာကိုလေးတွန်းသွားရတယ်ကြာရင်လေးရည်ရွယ်မိုးဆက်ဆိုရင်ငါယူတော့မှာပဲသူကတော့အေးအေးစီစီကိုမသာတယောက်တည်းပြရခန့်တယ်ဖုံးမီယာသူမကိုကြည့်လိုက်တော့အေးအေးစီစီနှစ်ချက်တက်ထားပြီးစာအုပ်ဖတ်နေနိုင်တယ်သူမသာရင်းနေစောင့်ခုံပြီးတော့တည်သွားမှကြောက်ရတာဟူးသူ့ကိုရှိရလို့တော့မထင်ဘူးစိတ်ရှိလက်ရှိသာစွင်မှုရမ်းလိုက်လို့ရတော့နော်ဘလို့သူတို့ရောက်လာလေမသိဘူးရှင်းနေခုန်နေလို့လေသူတို့လာတာကန်းကြီးဆိုတော့ကားပေါ်ကလူရဝါပင်လေကြီးတို့ရောက်ပြီပင်လေကြီးဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အော်နေကြတာအယူမတွေရဲ့အတိုင်းပဲသူတို့ဌာနခိုင်စင်နဲ့ချင်းလုံးဝတီတို့ကအဆူဆုံးတကယ်ကိုအယူမတွေတော်သေးဟိုတယောက်ကမအော်လို့အော်ကျင်လိုက်တာဒီကောင်ကြီးကဘာလို့ငါ့ဘေးအမြဲလာနေရတော့ကားပေါ်မှာတော့အတွေးလေးနဲ့ကြည်နုနေတာအခုလိုကြတော့စိတ်ရှုပ်စရာမိရွယ်နေပါရီတွေးနေရတော့သူကသူ့ဘာသာလမ်းသွားတာငါဘေးမှာတမြင်နေရဲလို့လေဘသူကပြောတော့မရှက်ဘူးလားပေါက်ကြီးရတယ်တွေးနေတာကို့ဘာသာတတိပြန်ပေးနေရတယ်တခန်းကို၄ယောက်နေရမေးတန်းစင်ကပြောတော့အဲ့ဆိုအခန်းတွေကအများကြီးကုန်မှာပေါ့မမျိုးကပြောတော့ကျန်တဲ့လူတွေကလည်းခေါင်းကြီးထောက်ခံနေဒါတော့တတိခိုင်းတဲ့အတိုင်းလောက်တာမလို့အတူမတက်စီချင်ပါဘူးခင်ဗျတန်းစင်ပြောတာပြောရတယ်မိမတူကြီးကမကြေနဲ့လို့လုံရင်ဈားရသေရောမယ်ဒီပက်ဆက်လောက်ကတော့တတိရဲ့အင်ကြီးတစုံစာတော့မရှိပါဘူးဗျာဘာမှအားနာနေကြမလို့တန်းစင်ကထက်ပြိုမှညီကြသွားတော့တယ်အမျိုးသမီးတူကြီးရလीပေါ်စရင်အရာဆိုလို့ရှိရင်တော့မိတ်ရွယ်ကတက်ခန်းနေရမယ်ဘာလို့တော့တက်ခန်းတက်လေဘောရဲ့အတွင်းကြီးမှုဆိုတော့လိုအပ်တဲ့အချိန်မှာခေါ်မှာမလို့လေခဏဝင်လိုက်ထွက်လိုက်လုံနေမှာမို့လို့ကျန်တဲ့သူတွေကိုလည်းအားနာရမှာစိုးလို့ပါတဲ့တက်ခန်းတက်ဆိုလေတက်ခန်းတက်ပေါ့ခဏနေရောသူမတို့နာကိုပေါ်လာပြီတခြားလူတွေမဟုတ်ရင်တော့လွန်းတို့ခိုင်စီနူးနဲ့တော့နေလို့ရရမလားသူတို့ကြတော့တဘောပဲတခြားလူတွေကသူတို့ထုတ်တွေနဲ့သူတို့ရှုံးနေအောင်မလို့တော့သေးဘာတော့အဲ့စိတ်ကောက်တာလားငါဘာလို့မိလို့တော့သူဟာသူကောက်ဖြောက်ငါနဲ့ဘာဆိုင်တာမှတ်လို့နေတော့ယူပြီးမိရကြီးဖုံးမင်းမာတော့လေလွတ်လက်လေးနေပါစီတော့ဆိုပြီးတခန်းတက်စီစဉ်ခိုင်းတော့နေဖို့အဲ့မှာသူမတို့အခန်းထဲဝင်ပြီးအထုပ်တွေဘာတွေချ
ရေမိုးချိုအခန်းထဲကိုတရေတမော့အိပ်ပြီးမှကြည်ကောင်းအောင်ပြင်ဆင်ပြီးအပြင်ထွက်လာလိုက်တယ်။တခြားသူတွေကတော့ရောက်တရရေကစားနေတာ။သူမတို့၃ယောက်သာခရီးပတ်ပြီးအိပ်ပလိုက်တာ။ညနေရောရောက်ရောဟဲ့ရွမစပိန်စီးမယ်။အေးသွားငှားကြမယ်လား။သူမတို့စပိန်တယောက်တစည်းငှားပြီးတော့လေကန်းကြည့်ပြီးမှတခြားလိုက်ပြီးပတ်စည်းနေလိုက်တယ်။တဲတော်လေးကိုဆိုတော့အားဆိုင်ပြီးနေမှအရှိတိုးတယ်။ညနေပန်းဆိုတော့လေရတိုက်တော့စပိန်နေစကတ်တွေကလွင့်တော့လိုက်ဖုံးရသည်စကတ်အကားကိုရွယ်နီးနဲ့နောက်မှကြံနေခဲ့တာမလို့စံမတော်တော့ပဲထိုင်ဆောင်နေသူမခုနအတီးတာမကြည့်ရလို့ပြစ်မယ်တော်တော်လာပဲနေဝင်တာကန်းကြီးမှကျောင်းတော်အိမ်မက်ကိုတော့တက်တီးရသွားတယ်တနေ့ချစ်သူနဲ့အတူတူနေဝင်စည်းစာကိုကြည်ဘူးချင်နေတဲ့ရင်ခုန်တက်စာ9တန်းအရွယ်လောက်ကနေပထမနေ့လောက်ထိသူမမှရှိရဲ့အကြီးမားဆုံးအိမ်မက်ကြီးအခုတော့လေလှလိုက်တာသူမကိုယ်တိုင်တော့တတိမထားမိပဲငေးကြည့်နေပါဇက်ကထွက်သွားတော့လှတယ်ချစ်စရာလေးသူဘေးကိုဘယ်ချိန်ရောက်လာလဲတော့မသိဘူးပြီးတော့လေလူတို့ကြည့်ပြီးပြောနေတာဒီကောင်လေးကသူ့ထက်ငယ်မဲ့မနေရမှသိတာအဲ့ဒါတော့ငွေစင်ရေးစာကိုအဟောင်းနေပြင်စီပြီးနေတွေ့ရတန်းစင်နေတူတူပဲ20သူမကနောက်လာဆို22ပြည့်ပြီသူလည်း20ကျော်ရောပေါ့ဒါတော့ရွရွကိုခေါ်တော့သူ့ထက်ငယ်ကြနေရောအသက်ကြီးမှန်းသိရနေဘလို့ကောင်လေးမှမသိမဲရွရွမိုးစက်ကမြကျွန်တော်ကိုဘာလို့အဲ့လောက်စိုက်ကြည့်နေရတော့ကျွန်တော်ချောမှန်းသိပါတယ်ဟိုဒီကောင်လေးကလေအရှက်မရှိသူမဘလောက်တောင်စဉ်းစားကန်ဝင်နေမိမယ်မသိဘူးရှက်စီရရောကပုံနဲ့တက်ချားစီပဲဆက်ဖြည်းဖြည်းနဲ့အရင်ကကြွေမိတယ်လို့ဖြစ်ခဲ့ရအောင်ပြန်ရုပ်သိမ်းနေမဟုတ်ပါဘူးအတွေးလွန်သွားလို့ထားပါတော့ဗျာကျွန်တော်တွေ့ဘူးတယ်ဗျဘာတွေးဘူးလားတော့သူ့မှာလည်းသူနဲ့တွေ့လို့ရှိရင်စကားတွေကထိထိအငုံငုံဒီလိုနေဝင်စည်းစာကိုကောင်းမလေးနဲ့ကြည့်ရတယ်တိတ်ကိုရတာရှိမှာပဲလို့ငငယ်ကတွေးဘူးတယ်သူနဲ့ငါဘာလို့ရွရွချက်တူပါလဲကျွန်တော်ငငယ်ကတော်ကြီးတယောက်ကိုဂတိပေးဖို့ရဲ့အသက်တွေကြီးလာလို့ရှိရင်ကန်းကြီးကိုနေဝင်စည်းစာတူသွားကြည့်မယ်ဆိုပြီးအခုတော့သူလည်းမိသွားလောက်ရောပေါ့အဲ့လိုကြားရပြန်တော့စိတ်မကောင်းစရာစပိန်စီတက်လားတက်တယ်လေအဲ့ဆိုတင်နေမှလားမနိုင်ဘူးလေကိုကကတော့မှတေးအောင်နေရတာလာအဲ့ဆိုကျွန်တော်တင်နေမယ်ပြေးနေလို့ဒီကောင်လေးအသေးကွဲနေရလားမသိဘူးကြည်ရတာအရင်ကနေမတူရုပ်တီတီကနေဆက်ဖြည်းဖြည်းနဲ့အဲ့လိုဆိုရုံးရလူတွေတမျိုးထင်သွားမှာပေါ့မစီရဘူးထင်ပေါ့ဘာဖြစ်တော့ကိုရိုးသားတာကိုသိရင်ရတာပဲဘာပဝင်းကျင်တွေကိုကြိုးစားကြလို့လေဒါမှမဟုတ်တကယ်ကြီးမဟုတ်တဲ့အတွေးနေရလားမဟုတ်ပါဘူးမတွေးဘူးအဲ့လိုဆိုမစီတော့ဗျာလာစတာကျွန်တော်ကပြင်းလို့ရှိရင်သွားနေကြနေရလေးရှိအဲ့ဟိုသွားမယ်ဟိုကြောက်ဆောင်ကွယ်ရောက်မှပဲတက်မယ်သွားနေဖုံးမရလည်းအထုံးမှမတက်ပဲနေလာခဲ့တယ်တော်အရှက်ကြီးပါလားစတွေ့တော့မဟုတ်မခံပုံလေးနဲ့ဒီလောက်အရှက်မကြီးဘူးလားလို့အခုကတော့ရောက်ပြီးတက်လေတန်းဆိုတော့တက်ရှာပါရဲ့ဘာမှမကင်ဘူးသူကတော့ခါဖက်ခံခြင်းလို့ပင်ပန်းခံပြီးတင်နေတော့ဒီအတိုင်းနောက်ကနေကြောက်ရွံ့လို့လိုက်มาတော့ကန်ချခဲ့လိုက်ရပင်လေတဲ့ပြောနေလို့ရှိရင်မပြီးတော့မှဆိုလို့အမြန်နေပြီးတော့ဗရိတ်ဆွေးညှစ်လိုက်တော့စပိန်ကလည်းစီရီဘလောက်ထည့်ထားလဲမသိဘူးတိကနေပဲညှစ်လိုက်တာအနောက်ကဘာမှမကင်မင်းနဲ့လိုက်လာရင်မရှိကြတော့သူကြောကုန်းနဲ့သူမပါနေကဝမ်းဆက်ဖြစ်သွားမှသိကြောင်းဘာဖြစ်တာတော့နေဟိုမှာခွေးလေစပိန်စီကိုတင်းဝင်လာလို့ဗရိတ်အမြန်ညှစ်လိုက်တာဘာဖြစ်သွားသေးရောဘာမှမဖြစ်ပါဘူးရပါတယ်သူ့ဘာသာရှေ့ရသွားနေတဲ့ကိုယုံတော်ထည့်ပြီးတော့ပက်လီလိုက်ရတာဖုံမင်းခင်ဗျာသူမနဲ့ပဲတွေ့မှာပဲသူကလည်းကလိန်ကကြည်ကြီးကိုကြားလို့ဒီလောက်ကိုအရေးပြတော့ခုဒီခါမဖက်သေးဘူးမဟုတ်တော့ကိုဘာသာတင်ပြီးတော့မယ်မရတော့အခုဒီကိုအရေးပြတော့အကောင်မမြင်သေးဘူးကိုဘာသာတင်ပြီးတော့မယ်မရတော့ခါအဖက်ခံခြင်းနေဘာမပြောညမပြောနဲ့သူမလက်ကိုနောက်လှည့်ယူပြီးသူခါပေါ်တင်ပြီးတော့လက်ကလေးတွန်းသွားကြတယ်ဟာဘလူးလေးမန်းလေးမသိဘူးသူမြောင်လက်ကိုရင်းရင်းတင်းတင်းနဲ့ဘာမှမသိဘူးဒီကောင်လေးရလေငါရောဘာလို့သွားကြည့်ပြပြီးငိမ့်ခံနေရတော့ရပါတယ်ဒီတိုင်းပဲနောက်ကကင်ထားလိုက်မယ်မရဘူးပြုတ်ကြလိမ့်မယ်မရဘူးတော့ခါအင်ကြီးစားလေးကိုဖွားလေးတော့ကင်ရှာတယ်ကွာဒီတယောက်နေတော့အသေးရစရာတွေအရင်လောက်တာကိုက်စားပလိုက်ချင်းစရာဒေါ်ရည်ရွယ်မိုးဆက်ကတော့သူနောက်ကလိုက်လာတာရင်တထိတ်ထိတ်နဲ့ဘယ်လိုတော့ရောက်သွားမှန်းတော့မသိဘူးငါသူနေတာလေတနာရီထက်ဒီလိုပူပူကက်ကက်နေရနှလုံးရက်ပြီးတေးမလားမသိဘူးစိတ်လျှော့ရွရွစပိန်ကစီးကျင်သေးရင်မှောင်နေပြီဆိုတော့တမျိုးထင်ပါဆိုလို့ပြင်ရအောင်မင်း
မှောင်နေပြီဆိုတော့ပြန်ကြမယ်လေရွယ်ကပြောတော့ပြန်မယ်လေကျေးဇူးပါအော်ကျေးဇူးရာကြောင်တောင်တောင်လေးနဲ့လုံးနေပုံလေးကလူကိုလည်းပြူစားနေလိုက်တာတက်လေပြန်မယ်ဆိုပြီးမတက်ပဲတဲရီကိုလည်းချိန်မနေနေစော့နေတာသူကလေးများမှတ်နေလားမသိဘူးဟိုဘော့ရွယ်ဘာသာပြန်လိုက်ပါမယ်နေပေါ့သူ့မှာတော့မှောင်နေပြီမလို့လေကြောက်ပါဆိုလို့တူပြန်မှုခေါ်တော့မာနကြီးနေရွယ်ပြောတာပြောရတာသူမပြန်ရဲဘူးတရေဟိပါကြီးကြောက်တယ်သူနားမှနေပြီးတော့ရင်ခုန်နေရတာထက်တရေကိုရင်ခုန်ရမှာတော့သည်သူကမထင်မသလိုလူကလက်လာကိုင်လိုက်ပါလာကိုင်လိုက်နေဒီကအယူမအရင်နေလိုက်ခေါ်ဟိုတရေကထိလို့ရတာမဟုတ်ဘူးမကြောက်ဘူးဖိုက်တင်မိရွယ်သူမကိုအားပေးပြီးတော့အဲ့ဆိုသွားရင်နော်သဘောကျတယ်မဟုတ်ဘူးသဘောကျတာထပ်ပို့တယ်အဲ့ဆိုသွားတော့မယ်ဘာလို့ငါခြေပြားလက်ပြားတွေအေးနေရတော့သူကသဘောကျတယ်လို့ပဲပြောတာလေငါဝေးစားစင်မှုနေထိုင်မှုကိုသဘောကျလဲပြည့်နိုင်တယ်ငါ့ကိုချစ်တယ်လို့ပြောရမှာမဟုတ်တာအတွေးလိုမြန်နေအလကလေးချင်းနေသူကြပြန်ရဲရလဲမဟုတ်ပဲစိတ်မချတဲ့ဒီကောင်ကပဲနောက်ကလိုက်ကြည့်အောင်မေးဟဲ့မိရွယ်နေမနေ့ကဘယ်လျှောက်သွားနေရတော့ငါတို့ဟိုးဝေးကြီးရောက်မှလေနေမပါမှန်းသိရငါမနေ့ကလိုက်လျှောက်ကြည့်နေတာမနေနိုင်ဘူးစပိန်ကမောလို့အခုရေးသွားစော့မယ်မလားဟိုဘက်အကျမ်းမလေးအဲ့မှာလူရှိနေတဲ့ပေါ်ပြောတာတော့သူတော်မနေ့ကသွားသေးရဲ့ဆိုပြောလေပြောလိုက်တာလိုက်မယ်မလားငါမလိုက်တော့ပါဘူးရဲ့အိတ်ချင်လို့နင်းကချက်ချင်းကြီးခေါင်းမှုတော့ဟာလားမဟုတ်မှဘာကိုမဟုတ်မှလဲနေတို့ထင်တယ်လို့မဟုတ်ဘူးနော်ငါတို့ကဘာထင်လို့လဲအမေကောင်းမလေးဘာရီအိုးမလုံနေရလဲပြောတော်ပြီကွာလိုက်ခင်မေအဲကောင်လေးနဲ့ပတ်သက်ရင်လေသူမအမြင့်ကြရှုံးနေရပြီသူမတို့ကလည်းအပြင်ထွက်ကောရှေးရဆိုင်မှာဌာနကလူတွေပေါ်တို့ရင်ကထိုင်ဆောင်လို့မမျိုးကတော့အမလီမဲမင်းကြီးမတို့ကြွလာသေးရဲ့နော်မလာမြန်တော့ဘူးလို့လားထင်နေရအမလီတော်ရွယ်မိုးဆက်တို့ကမလိုက်တော့ဘူးလုံနေလို့ဘောပါလို့မဟုတ်ပါဘူးဒီတိုင်းကောင်းမှုလို့ပြောလိုက်တာရုံးအားလူတွေကလည်းဘလို့ထင်သွားလဲမသိဘူးပြုံနဲ့ထွက်သွားကြတာသူမနဲ့ဘောဆိုရင်ကောင်လေးနဲ့ပဲကြံ့နေခဲ့တာဘေးကခိုင်စင်တို့ကလည်းမျက်စိတစ်ဖက်ကိုမှိတ်ပြသွားသေးရဲ့ဟိုလက်လာခိုင်မြန်ပြီဇိုးကနေဇက်ကနေဒီကောင်လေးကိုလေဒါရီကြောင့်ကြည့်မြင်ရတာဘာမှမသိဘူးရုံးဖေရတော့မှသူ့အားကြီးနေအတင်းဆုပ်ထားတာနေကုန်ပြီဖြစ်ချင်နေရမှမသိဘူးကလေးလေးတွေရောင်းနေရဲ့အုံးပတ်လေးတွေနဲ့လှုပ်ထားတဲ့ခမောက်လေးတွေကြည့်ပြီးတော့စောင်းကျင်တာလှတော်လှသည်မျက်စိမလွဲနိုင်ဖြစ်နေတာရော့သူမကစဉ်းစားလို့မရှိသေးရဲ့လှပေးပြီးတော့ဒီကောင်လေးကလေလူကြားထဲမှာဆိုရှက်လိုက်တာအမလီမီးရွယ်တို့များမျက်လုံးလေးတစ်ချက်ကြည့်လိုက်တာနဲ့ရပြီးသားပဲအားကြပါရှင်တခြားလူတွေကပါဝိုင်းပြောကြတော့သူမမှမျက်နှာပူပူနဲ့ပြုံးပြခဲ့ရသည်သူမကဒီအထိတွေ့မှသာတာရနေရလားစိတ်ထိန်ဆန်းယူရဲ့အခုကသူမတို့ညကြမီးဖို့ဝဲလုံးမလို့ဈေးသွားကြတာလိုအပ်တဲ့ပစ္စည်းတွေဝယ်မို့ဆိုပြီးအဲကောင်လေးကအခုသူမကိုပဲကြည်နေတာကားပေါ်မှာလည်းကားပေါ်မှာမလို့အခုဆိုင်ကိုရောက်တော့လေဆိုင်မှာမို့နေသူကမရှက်ပေမဲ့အကြည့်ခံရတဲ့လူကရှက်တာကိုမသိဘူးလားခက်လာကြီးမဒါဝယ်ခဲ့ရမလားသူ့လက်တည်းကပစ္စည်းကိုမြောက်ပြတော့မဟုတ်ပါဗျာရည်ရွယ်မိုးဆက်ဆိုရင်ဒီချစ်စရာကောင်မလေးကိုခေါ်တာပါခင်ဗျာဟေးကောင်လေးရောလေလူကိုယူအောင်လာလို့နေအဲ့ဆိုယူခဲ့ပြီနော်ဘေးနားမှာလည်းတမမနဲ့တခါခေါ်လိုက်လေဒီလူရင်မှာအကြိမ်ကြိမ်တီးဆိုတာမျိုးကြုံဘူးပါပြီရည်ရွယ်တို့တော့ခိုင်စင်တို့ကပါပြောယူရတဲ့ဒီဘောရဲ့ရွယ်ကိုခဏလောက်သူ့ဘာသာနေပါစေဦးလားသူခင်ဗျာစိတ်ချင်းကြက်မှာပေါ့ဟုတ်လားမရပါတယ်အဲ့ဒီပါဇက်ကတော့လေဘာလို့အဲ့လိုထွက်သွားတာဒီနားမှာတည်းအငွေ့ပြန်သွားချင်တာတွေ့လားမခိုင်စင်မကတော့ရပါတယ်တဲ့လိုက်လေလိုက်ပါနှစ်ယောက်သားမပြောတော့ပါဘူးဘာမှမပြောတော့ရှာရှီမိရဲ့ဒီကောင်မကြီးပဲမှားတာပါအတုတ်တွေဆွဲပြီးထွက်သွားကြည့်သွားမယ်လေမဘာဖြစ်လို့တော့သူမတောင်းတောင်းကြီးရက်နေတော့ဘာမှမဖြစ်ဘူးသွားမယ်သူတို့လိုအပ်တာတွေဝယ်စရာရှိတာတွေဝယ်ပြီးတော့ဟိုတယ်ပြန်ရောက်တော့၄နာရီရှိနေပြီဟိုလျှောက်လေတီလျှောက်လေနဲ့လူတွေကနှုံကြည့်နေရပဲဒီညမီးဖို့ဝယ်တော့မလာနိုင်တော့ဘူးထင်ပါတယ်င
ဖျားကျင်တယ်လို့ဖြစ်နေလို့မှန်းစမ်းနှစ်ဘူးလောကလည်းနှစ်ဘူးလာစမ်းတော့ဟုတ်ပါကိုငွေလေးရှိတယ်စီးကြိုတောက်ထားအောင်မဖြစ်ပါဘူးဘောကိုသွားပြောမှာဟဲမီလွန်ညီဟာဘာလို့သွားပြောမှာတော့အရင်ကြီးဖျားရဲ့ကိစ္စတွေမဟုတ်ဘူးလာပြန်လာပါမက်ရွှေကျော်ရေငါကနေအတွက်စိတ်ပူသွားလို့မေယုံမအောင်နော်ကိုမင်းထွတ်လာလို့မဟုတ်လားညီးသွားခြင်းညာခိုင်စင်ကဘာဘေးကဝင်ပြောတော့မဟုတ်ပါဘူးရေငါဒီတိုင်းစိတ်ပူလို့အကောင်းနဲ့ကိုတော်ပြီရေးသွားချိုတော့မယ်နင်ခုနကမှရေချိုးထားလေကောင်းမလေးရှက်နေရလေကြော့ခိုင်စင်နဲ့သူမနဲ့ဝိုင်းစားတော့သူများရှက်ပါလေဆိုသူများကိုဝင်စမနေနဲ့哦နေလေစီးကြတောင်းဟုတ်ကဲ့ပါမမကြီးခိုင်စင်ကဒီလိုနေရာတွေဆိုရင်အရန်လူကြီးစံနေအမေကြီးကြလို့သူမရဲ့အခြေအဆုံးလူသားတွေရဲ့မှာဒီနေ့ယောက်ကမပမဖြစ်ရွယ်လိုက်ခဲ့ရင်ကောင်းမလားအမျိုးနေလေအတူတူပဲလိုက်ခဲ့စေးတော့ပြီးတော့အမလီဒီသုံးကောင်ကိုတခန်းနေထားမိက9ပါးမကောက်10ပါးပါမှောက်ကောဘဲနေစနေရသည်နောက်ကြမပြောခြင်းအခုလေသူမဖာတီးလုပ်လို့ပြီးပြီရည်ရွယ်ပေါ်အဲ့မလီမလိုက်ချင်ဘူးဆိုရင်နေနေတာမဟုတ်ဘူးမမျိုးသူတို့စကားများနေကြလို့ရွယ်ကနိုးကြည့်နေလို့ဆိုမလိုက်တော့တော့အလူရဲ့တိုင်နေကြတာကလေးပေါက်စားရတာထားပါတော့အရှင်တို့လေးတွေကိုမိရွယ်ကိုတောင်းလေတောင်းဝင်ကန်လွှဲပေးလိုက်လို့တို့ဒီညစားရမယ်မထင်လာအကုန်လုံးလာဝိုင်းကြတန်းစီရလေစကားစဖြတ်လိုက်တော့ဟဲသူမထိုင်လိုက်တာဖုံမင်းအနားမကြီးဘလူလို့ပြီးတော့ဒီနာကြရလေကဲကြက်ကင်စောင့်နေပဲပါစင်ဖြစ်တိုင်းကစားမယ်ဒီတကာပြောရတော့မမျိုးရခလီကင်းကြီးမစော့ကြမအောင်ဖုံမင်းကပြောတော့မင်းနဲ့နေရလေဘော့ရတခါတလီလေးရောစော့မီလီနော်ပြီးရပြီတလဲပြီးရောတချင်းရက်သွားတဲ့အချိန်နဲ့သူမလက်ထဲမှာပါစင်ရောက်နေတဲ့အချိန်နဲ့တူတော့ကဲဒီတကာအလဲကျတော့မက်ရွယ်မိုးဆက်ပဲဖြတ်ပါတယ်ဘာလို့ရမှာတော့မိရွယ်တို့သူများကလည်းလှည့်တော့ဟာကြဟာထားပြီးတော့အခုမှစကားတွေပါထစ်ကုန်ပြီလောကအလှည့်တော့ရီးထားတာသူမနောက်တားရချင်းကဲမင်းနိုင်ပါမယ်သူမနိုင်ပြီးဖွင့်မကြည့်ရဘူးဘေးကခိုင်စင်းကိုဖွင့်ကြည့်ခိုင်းတာထားရီလို့သူမမှလမ်းရသည်မိရွယ်ငါဥတက်နေပြီဖက်လို့မရတော့ဖုံမင်းကစိတ်မရှိလို့ထင်တယ်ဖွင့်ကြည့်ပြီးတော့မျက်နှာချက်ချင်းရဲတက်လာပြီမင်းတို့ဘာတွေထည့်တာတော့ပေါက်ကြရတယ်သူမလည်းတီးကျင်စိတ်ကြောင့်ဆွဲယူကြည့်ရောဘာကြီးတွေထည့်တာတော့အကုန်လုံးကလည်းတီးကျင်စိတ်ကြောင့်တက်စင်ဆွဲယူပြီးကြည့်လိုက်တော့ကဲရေးထားရောအားလုံးတီးကျင်ကြမယ်ထင်ပါတယ်အခုပတ်ပြမယ်နော်ရေးထားတာဘောနဲ့9မိနစ်နဲ့ရပါမယ်ဘသူထည့်ထားလဲတော့မသိဘူးဒီဟာကြီးတော်တော်မိုက်တယ်တန်းစင်ဟာကြိတ်ပြုံးရောတို့စီဟာဒီလိုမှမလုပ်ရင်ကြံကြီးဖြစ်တော့မှာကဲစားလိုက်ကြရအောင်အဲ့ဟာတကယ်ကြီးလောက်အောင်မလားရွယ်ရမီရောအေးမော်ဘာဖြစ်လို့တော့စက္ကန့်လောက်ဆိုတော့ပြီလေ9မိနစ်ကြီးတော့အခုဟာဟေးမရအောင်တော့မလျှော့နဲ့ဘသူထည့်ထားမှမသိပြီမင်းငါသဘောကျတယ်ဝါဘောကတော့သဘောကျတယ်ထဲတဲ့လူကြီးကျင်းနေတော့ဟာလုံးဝအတန်ပြေကြီးနေထားတော့ရွယ်မှာရှက်ရတာအခါခါပဲဒီဟာမဘာလို့အတန်ပြေကြီးអော်ရတော့မျက်နှာကိုရင်နွေးပူနဲ့ပတ်တာတော့မှဒီလောက်ပူမှာမဟုတ်ဘူးကဲစမယ်တိုင်မင်ခေါ်လို့တော့မပြီးသေးဘူးရုတ်တရက်ကြီးလာနန်းတာပေါ့ဒီကောင်ကြီးအရှက်မရှိဘူးလားလူရှိသူရှိမှာသူမမပြေးခင်မှာတွန်းဖင်လိုက်တော့ဒီလောက်ဆိုရပြီလေပြေးမှမပြေးလေပြေးပြီလေအခန်းထဲပြန်တော့မယ်နော်အားလုံးပဲရွယ်ကအမြန်ပြေးလာခဲ့လိုက်တယ်နောက်ကဘာပြောမလဲတော့နားမထောင်တော့ဖုံးမြင့်မှာနန်းနေတန်းလန်းနဲ့တွန်းဖင်ပြီးသွားတော့လူကအိုတူအန်နန်ပြက်သွားဒါပေမဲ့လေဝါကုန်းလိုနုအီနှက်ကန်းလေးကိုနမ်းလိုက်ရရဲ့ခိုက်တန်းကစက်ကြောဝါတွေမှာလွှင့်မျောသွားသလိုအမြင်ဟာကလေးအောက်ကိုလည်းငုံကြည့်ရတဲ့ခံစားချက်လိုရင်ထဲမှာဘာမှမရှိတော့လို့ကြီးဟာတာနဲ့အသေးကိုအေးသွားပြီဒီမာကြီးနဲ့ကြမှာပဲဖုံးမင်းတီစာတို့ယူပြီးထင်ပါရဲ့ဗျာဆရာဘာတော့မင်းကလက်တကြားဘာလို့လာခေါ်နေရခေါ်နေရကြာပြီဆရာသွားအေးပတ်နေုံမေပေါ့စီဘေးကမမျိုးတို့ရောဟိုဘက်ရုံကလူတွေကပါပြုံးစီနေကြည့်နေတော့ညမနှက်စီကြနေအောင်အခန်းပြန်ပြီးငါတုတ်နေထွက်ခင်းလိုက်တော့ဒိုးပေါ်ရှက်သွားပြီဆိုတဲ့တန်းစင်အတန်းရနောက်ကကပ်ပါလားရိုက်ပစ်ခြင်းစရာအခန်းထဲရောက်တော့လေအတွေးလေးတော့မှလေထဲမှာပြတ်သွားတယ်
ခရီးပန်းတော့မလိုက်တော့ဘူးဆိုပြီးတောက်စားထားတယ်ပွားစာလည်းကျဲပြီးတော့တယောက်ပေါ်မှာတယောက်ထက်အိတ်နေလိုက်ကြအများအကုန်လုံးကိုခြေထောက်ကဆွဲပြီးတော့ကန်ချပြစ်ခြင်းစရာဒီကောင်နေတော့ကွာဘယ်နာသွားအိတ်ရမှန်းမသိဘူးဒီကောင်နေနဲ့တော့မနေ့ရောက်တော့ခါနာလိုက်တာကွာသူညာကတညလုံးစိုးပါမှအိတ်ရတာပြန်စင်းစားခြင်းဟိုကောင်တွေကိုထထိုးခြင်းစိတ်ဓာတ်တဖွာဖွာဒါကိုသိရဲ့နွားလေးကမနေ့ကျတော့ဘယ်ချိန်နဲ့ရှင်းထားလိမ့်မသိဘူးညကနေတခြားစီတန်းပြန်နေလို့ပေါ့ဟိုတယ်ဝန်ထမ်းတွေပဲခေါ်ပြီးတော့ခိုင်းထားလာတော့မသိဘူးသူ့ဖို့တော့မနေ့စာယူထားပြီးသည်ဒီနေ့ကပြန်มาဆိုတော့အဝိအစားကြီးသိမ်းရအောင်မယ်ရေချိုးအဝိစားလဲပြီးတော့အိတ်တီသိမ်းမှုလုပ်တော့သိမ်းပြီးသားဒီကောင်နေဖားတာတီးတာလိုက်တာဖုံးမင်းကလည်းမတိကြအောင်ဆောင်ပြီးတော့မင်းတို့ဘယ်ကားနေလိုက်မှာလဲမင်းတို့ကနေပဲလိုက်မယ်လေလူများတော့ပြောစရာကိုကားနဲ့ကိုပြန်ကြလူမဆက်တော့ဘူးမင်းရတာမလောက်တာတန်းစီကကားစပေယာနာမှာစီးပေးမယ်တဲ့ပြီးတော့နောက်ဆုံးကုန်တာတဲ့နင်းနေချောင်းနေတဲ့လိုက်မယ်လေကွာနော်မင်းပြောနေတယောက်ကိုလေတွေးကြင်လို့လေကွာမင်းရဲ့ပြည့်စည်ရတိလောက်များတာဘယ်နာသွားထားမလို့လူတကူစားလေးပဲလေကွာအထုပ်မှန်သမျှကားတစ်စီးနဲ့လွတ်မယ်လေကွာနော်ဒီလောက်လိုက်ချင်နေလိုက်ကွာမလိုက်ခိုင်းနိုင်ငါတို့ကနေရတော့သွားယူပြီးပြီခွေးကောင်နေမင်းတို့တိတ်ကြည့်ရမှာမဟုတ်ဘူးနော်အချိန်လေးရလေမစိုးနေလေကွာမင်းတို့ကမိန်းမလိုညူညူလေးပြောတော့မင်း6ရင်တော့အေးစီ6ဝင်ငါဘောကလည်းကွာရင်းလိုက်တာပြောလေပြောလက်ကအင်ကြီးကျေသေးလာကိုင်းနေလို့သူ့မှာပိတ်ရိုက်ပြီးအော်နေရသေးဟာဒီကောင်လေးကလေဘလောက်ပြောအနာကျင်လေးမရှိဘူးဟဲ့မိရွယ်မညစောကြီးဘာလို့ပြန်သွားရလဲမဟုတ်ပါဘူးညကနေမကောင်းနေတော့အော်အချစ်ပြားလားဘာဖြစ်လို့အဲ့နန်းနေကိစ္စကြီးပဲပြောနေရတော့ညကလည်းသူတို့ပြောနေတာကြားပါအိတ်ချင်အောင်စောင့်နေရတယ်လူကကြေအောင်ကတန်းနေဖြစ်နေတာညကလေးကလေတလန်းလုံးလိုက်စားနေတာမပြီးတော့ရွယ်လေးစားပါများတော့လူကရှက်စိတ်နဲ့အော်ချလိုက်တာဟိုဘောဆိုတဲ့ဖုံးမင်းတို့အုပ်စုလိုက်ကြီးဟာကားပေါ်အဲ့ရောက်သူမအော်နေရအတူတော်သည်ကြံတဲ့သူတွေကလည်းမလာသေးလို့သူမတို့အဖွဲ့ရဲ့လူလေး9ယောက်ရင်းနဲ့အခုမှတက်လာရဲ့သူတို့ဖွဲ့ရင်ပဲရှိရောတိတ်တော်တတိမထားမိဘူးအဲကောင်လေးကလည်းပြုံးစီစီနဲ့မျက်စိတစ်ဖက်မှိတ်ပြသွားလားဘာလားတော့မသိဘူးနောက်ကသူ့တငယ်ချင်းတွေကသူ့မောက်လေးမျက်လုံးပြူမျက်စံပြူနေလာကြည့်နေသေးရအရင်ကတီတီတန်တန်လေးနဲ့အခုမှဆက်ပြင်းပြင်းရုပ်တရားအော်တိုကိုလည်းဘလို့ပြောင်းသွားမှန်းမသိဟိုဟာမနှစ်ယောက်ကလည်းဘလို့ပြောမရအောင်နောက်ကနေတဟီဟီနဲ့ခိုင်စင်ဆိုရင်ဘေးကနေဗဇက်ကိုလက်နဲ့ပိတ်ပြီးဦးရလိုက်တာကိုရီးယားကလေးတစ်ပြက်ကြည့်လိုက်ရတယ်လို့ပဲလူလဲဆက်ဖြည်းဖြည်းနဲ့ကြည့်ပြီးရေးနေအောင်မပြီးတော့ငါလည်းဒီဟောင်မိုင်နဲ့ဘလို့ရေစက်တွေမှန်းမသိဘူးရှင်ကျင်နေကားပေါ်မှာလည်းဘာတွေသဘောကျရည်နေမှန်းမသိဘူးသူတို့အတန်ကြီးကြီးပဲတဟားနဲ့အတန်ကလည်းတူတူတာတာမဟုတ်ဘူးအတန်ပြင်းနေယောက်ျားလေးတွေဖြစ်ပြီးတော့တီတီတန်တန်တက်ဆက်ကလေးမအောင်မရှိဘူးအရင်ကရင်ခုန်တာရောက်ဘဲစီဘဲဝေရောက်မှန်းမသိဘူးတော်သည်ခရီးကပြန်ရောက်တော့တရက်နားပြီးရဲ့အကုန်ကြီးကမနာပြီးရင်လူတွေကလည်းခရီးပန်းပြီးတေဖို့ပဲရှိတော့တယ်ကော်ပီဆန်ကလည်းပိတ်ရရတာတော့တနေ့လုံးကိုအိမ်မေအဝေးအစားတွေတော့နောက်ရက်မှလျှော်တော့မေသူမတွေးနေစောင်းမုံထဲမှာစိန်ယူနေတော့ရှိသေးဟဲ့မိရွယ်ညီကိုစောကြည့်ထပါဆိုရင်မနေ့ကငါမပြောဘူးလားထသန်းဧည့်သည်တွေရောက်တော့မေမြင်ပြင်ဆင်ပြီးတော့စင်းခဲ့လူလိုသူလိုပါဝေးစားခဲ့ကြလားမိတို့ကလေသူများအိတ်ယုံမရှိသေးတာမထဘူးနော်လုံးဝမထနိုင်ဘူးညာတွေကပြောပြီးသားလေတကုံးမဲ့ပြောမယ်နော်မိရွယ်ညီဒုစာမမိချိန်ထွက်ခဲ့မိန်းကလေးဖြစ်ပြီးစေနာရီထိုးတီအိတ်ရိုင်လို့တမိမိန်းကလေးမွေးထားတကယ်မလွင်ဖုံမင်းတို့ရောက်လာတော့စောသားတော့ခင်လေးတို့တွေ့လာတာမိန်းကလေးရှင်တွေကတော့ပြောကုန်ပြီအမလီမိုးခံရတာလေစောတယ်မလုံနေဟာနင့်တမက်ကလေးမနဲ့6နာရီထိုးနေအောင်တကယ်ဒီကိုလာဖို့တားဆူနေဟေးမနေ့ကိုတားထားရတယ်တမိမင်းကလေးအခုဒီမထသေးဘူးလာပြီးတောင်းရက်နဲ့တတိုးသားကတော့6နာရီကထတယ်ဆိုတော့ပေးစားရမှာတော့2မျိုးတယ်ကိုသမီးတော်မဟုတ်သူများတော့ခင်လေးတို့ရဲ့အာနာစရာတွေတော့ဖြစ်ကုန်ပါပြီဘာလို့တော့ရှက်နေပဲပြောပြစေညာသမီးကလေခရီးပန်းလို့ဆိုပြီးအခုဒီကိုလေနှိုးလို့မရသေးအော်ဘာများလဲလို့ရပါတယ်ဟိုအဖေ2ယောက်ကတော့ရောက်လာတဲ့2ယောက်သာတူနဲ့ဘာတွေပြောနေမှန်းမသိဘူးတာသမီကိစ္စတွေလည်းဝင်မပါသူတို့ဘာသာအေးစီတတရနဲ့ဟိုအနီအစင်ပြင်းကျွန်တော်သွားနှုတ်ပေးရမလား
ရပါရှင်အားနာလို့မပြောတာဟိုမိုးခံရလေဘာအားနာစရာမှတ်တော့နော်နောက်လဲကိုသားဖြစ်တော့မှာမိမိဘယ်ဟာဧည့်သည်မို့ခေါ်နေရတော့တမီခကြီးပန့်လာလို့အေးမွားသေးဘူးလို့နောက်ကြမှာဧည့်သည်တွေကိုလေထက်လာလို့ပြောလိုက်ပါတမီမလာလို့ဖြစ်တယ်မလားအဲ့ဒါဒီလိုဒေါ်လေးကလည်းတော့ဖို့ပြီးလိုက်တာထင်တယ်မကြီးမငယ်နဲ့ချစ်စရာကောင်းအောင်လာလို့ပြနေသူအခန်းလေးကိုတစ်ချက်ကြည့်လိုက်တော့အခန်းကရှုံးပွားနေရမဟုတ်ပြီမင်းသူဟာနေသူတော့နေရတကြရှိတာအခန်းကလည်းခလီးဆန်လိုက်တာစာကြည့်စပွဲလေးနဲ့ခုံလေးမှာဘာစတိကာလေးမှလည်းမသိရဲ့ချစ်စရာအယုတ်လေးကတ်ထားသည်ခလီးဆန်လိုက်တာမိမိအနံလေးကမွေးလိုက်တာအဝိရှော်ဆက်ပြစီအစ်စ်နဲ့ရှော့ထားလားခေါင်းလေးကိုကြည်ထွက်သွားပြီအိတ်ရှိမူတူနဲ့စောင်းမုံလေးကမထွက်ပဲပြောနေရအိမ်နေရလည်းအလေကကန်းလန့်ဖြတ်ပြီးအိမ်နေလူနဲ့ရောက်စာကတည်းကကြီးကသူနဲ့တီကိုပြေးနေရောဖက်လုံးနေအမွေးပါရုပ်တရားတော့အောက်မှာကြာနေကန်ထုတ်တာဖြစ်မယ်သူကတိနာကိုသွားရတော့မွေးလိုက်တာတဲ့လူကိုလာဖတ်ပါလေရောမိမိရဲ့အသာအရင်အထက်ကိုပို့မှလာရင်တော့မဖက်တာကြာလို့လားမသိဘူးဒီမမကြီးကဘာရောဘိုင်းနေရမဟုတ်လားပိုင်တကွန်ခန္ဓာကိုယ်ကဟာရီနေတော့တူလိုက်တာမမကြီးစစ်ပတ်နဲ့မိမိကဟေးခမရမိမိမဟုတ်ဘူးကျွန်တော်မျက်စိမဖွင့်ချင်ဖွင့်နေဖွင့်ကြည့်တော့မှဘောကဒီကိုဘလို့ရောက်နေရတော့အကူမသူမအချိန်နေပြန်ကြည့်မိညာဝဲဝမ်းဆက်ပပိုင်နဲ့သပင်ကလည်းကြောလှဲလောက်ကိုစုပ်ဖွာပြီးတော့မျက်နှာပြောင်းရင်းနေရောခမရဘာလို့အော်နေရတော့မသိရင်ကျော်ကတခုခုလုပ်တယ်ထင်းနေအောင်မင်းဗျာဘာလို့မင်းဟာခန်းနေရောက်နေရလဲဖြစ်လေဗျာအနီကလာနှိုးခိုင်းလိုက်တာဘသူကရောဝင်းကျင်နေလို့တော့အားဆိုထပြီလို့ပြောလိုက်အခုသိမ်းလာခင်မရပါဘူးအနီကတခါရင်ခေါ်စင်းလာခဲ့တဲ့သူကယုံရအောင်မဟုတ်ဘူးတဲ့ပိုပိုတာတာလေးကိုပြောလိုက်မှပဲအားဆိုခဏဆောက်ရွယ်ရွယ်လေးအဝေးစားတစုံအမြန်ယူပြီးတော့မျက်နာတဲ့ရေချိုးကြပြကြရလုပ်တယ်မိမိကတော့လေသမီးပြိုခဲအောင်တစိမ်းယောက်ျားလေးရုံရုံကြီးထည့်ပေးစရာလားလို့စိငယ်မှာပေါ့အခုတော့ရှက်စရာသူမရဲ့အခန်းကိုအခုချိန်ဘာတွေကိန်းနေလဲမသိဘူးအခန်းထဲမှာအမျက်လုံးပါကြပါတယ်ဒီကောင်အဝေးအဆောင်ကိုတေးချကြည့်မိအောင်မှအိမ်မာနေအင်ကြီးပပကြီးဖြစ်နေတာမိရွယ်ရွယ်ညီးလုံလိုက်ရင်အလွဲတွေကြီးပဲမထူးတော့ဒါပဲဝေးကတော့မှာပဲထွက်လာတော့လေဒီပုံမဲကိုကြားလိုက်တာရွယ်ရွယ်သူနဲ့ကိုတူပြီးတော့လေစကားပြောကျင်စိမရှိအောင်လို့မျက်စောင်းနေတာလှိမ့်ထိုးပြီးနေမန်နေကုံပေါ်မှာခေါင်းပြီးပါညာလို့ဆန်ဂရီလေးအပေါ်ကဒိုနာမေးခဲ့ရီလေးနည်းနည်းလေးမြော့နှက်ကန်းလေးကိုစီးလေးနည်းနည်းချဲပြီးထွက်လာခဲ့တယ်သူမနဲ့အဲ့လိုပြိုင်ရင်းရှင်တာတကာချစ်စရာကောင်းတာမဟုတ်ဘူးအမြဲတမ်းချစ်ဖို့ကောင်းတာမမကျွန်တော်ရင်ထဲကမမီသမီးလာပြီမြည်အေးကြာလိုက်တာထွက်လာတော့လေဒီပုံစံမျိုးကြာလိုက်တာဒီမှာမခင်လေးတို့ကအားနာစရာမီကလည်းမကြပါဘူးမိုးခိုင်ရေလာအနိနာလာထိုင်မအောင်စကားတွေဘာတွေပြောကြပြီနေ့လယ်7 နာရီခွဲတော့ကဲခင်လေးထမင်းစားလို့ရပါပြီလာတီခင်သွားကြမယ်ကလေးလူလေးမိလက်မောင်းကြားရင်းမှာသူ့ရဲ့လက်ထိုးထည့်ပြီးခေါ်နေတာတကယ်ကလေးပေါက်စားမှတ်နေလားတော့မသိဘူး22နှစ်ဟာသူ့ထက်တောင်မှကလေးလုံသည်ထင်စားသားအကြိုက်ဒီမသိတော့အနီကအဆင်ပြေမဲ့ထင်တာတွေကြီးပဲချက်တာစားမကောင်းပြောနော်မိရော့ဘာလို့ရမှာတော့သူ့ကိုကြာထည့်ပြီးရွေသမီးအကြီးကိုကြာမထည့်ပြီးဘူးမတူဘူးဟဲ့မသူမရှိမှာပစုံတုတ်ကိုကွေးလျာဇိုးနဲ့နေရယူပြီးလာရောက်နေရောဟဲ့ယူလိုက်ပြီသူများပြီးအောင်ဘာကြောင့်ကြည့်ပြန်ပြီရောမိတတိပြီးမှရော့သူမထမင်းပကံထိုးပြီးလိုက်တော့ပစုံကိုကွေးကြီးနှစ်ကောင်ရင်ငါပီစီလေးတွေကိုမကြီးရွက်ရင်ငရုတ်သီးစိမ်းရင်နဲ့ခြေစက်လေးပြန်ကြော်ပေးထားတဲ့ဟင်းရဲ့ထည့်ပြီးတော့ရွယ်တို့ပျော်ကြီးပျော်ပြီလေခုနကအဲ့ဟင်းတွေကိုလေချောင်းနေဟာမိကဧည့်သည်တွေပို့ပဲတဲ့ယူလို့ရှိရင်လက်ခုံရိုက်မှာဆိုလို့မယူရဲဘူးအခုတော့ပွားပြီပေါ့မိကိုစားရပြီဆိုရင်အကြီးနဲ့မျက်ခုံပင့်ပြီးကြည့်ပြတယ်သူမအလုပ်ပေါ်ကနည်းနည်းများခလီးဆန်သွားလားလို့ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့အားလုံးကရည်စင်တာကိုတီထားတဲ့ပုံလေးဟိုကောင်လေးကလည်းရှက်နေရလားမသိဘူးမျက်နှာကြီးနီးပြီးခေါင်းကထမင်းပကံနဲ့ဝင်တော့ပြီသူတို့ထမင်းလေးစားပြီးတော့စကားပညာပြောတဲ့အချိန်ထိမတီသေးတော့ဘူးသူမကိုလာတောင်းရတဲ့ကိစ္စကိုမိတို့ကလည်းပြောလိုက်ရောပေါ့အချိန်တွေကိုစွန့်ရနေတာဘာမှမသိဘူးကဲမိုးခိုင်စားပြီးတောက်ပြီးကြပြီဆိုတော့စလိုက်အောင်
အဆင်ပြေတယ်လို့လောက်ကြပါသမီးလေးကိုငါကတော့အမြန်ဆုံးသားနဲ့တက်ဆိုင်စီခြင်းနဲ့ပြီးတော့ဟိုကိစ္စလေးသိရမလားတရင်နေအတွက်တော့ကုမ္ပဏီကလာတောင်းရတဲ့ကိစ္စလေးကုမ္ပဏီကြောင့်မဟုတ်ဘူးနော်အမလီသိပါတယ်ခင်လေးရေဒူးကသာနှက်မျောနေကိုသမီးရဲ့ကြောင့်လေသိရမို့လားနည်းနည်းတော့တီးခံပြရမယ်ကွယ်မင်းထက်အကြီးဆိုမြတစုတူသမားကြီးကိုသမီးကမာမီကိုပြောနေသူ့ဘက်ကိုလှည့်ပြီးပြောတော့ဟုတ်ရပါတယ်ဗျချက်ချင်းရောက်ခမကြီးကိုအမြန်ကောင်းညိတ်လိုက်တယ်မေမေမပိုးနဲ့ယူခိုင်းမို့လားဟာအခုထိမကသဘောမပေါက်သေးဘူးလားကွာဒီလောက်ထိပြောနေအောင်အကောင်လိုက်ကြီးပြတော့မြင်မှာမဟုတ်ဘူးအော်မီးရည်ရွယ်ရင်ညီးနေတော့ခက်ရကြီးအခုထိမသိသေးဘူးလားကျွန်တော်ရောက်ခမသူမမေမေကပြောတော့ဘယ်သိမှာတော့မေမေကလေမာမီမျက်နှာကွက်ခလေးပြတ်သွားသူတွေးလိုက်ပါတယ်မာမီဆိုရင်တော့သူသိပါတယ်စီးဆက်ပွဲမပြတ်သွားမှအရန်ဆိုရင်နေပုံရတယ်သူသားထံမိန်းကလေးကိုပို့ပြီးစိတ်ပူနေတာကြည့်ရုံနဲ့သိတယ်အဲ့ဆိုသမီးနဲ့ပေါ်နေပေါ့ဟုတ်လားဟဲ့အလန့်တစားနဲ့ဖြည်းဖြည်းတာတာပြောစမ်းမှာမိန်းကလေးဖြစ်ပြီးညင်သာမှုမရှိအာမေမေကလည်းမဖြစ်နိုင်တော့ဘူးလေကဲဘာလို့မဖြစ်နိုင်ရတော့ပြောစမ်းမအောင်မိရွယ်သူကရွရွထက်ငယ်လေမဖြစ်နိုင်ဘူးကကြီးကကြောင်လာမလုံးနဲ့နော်နင်းကိုဟိုကယူတာပဲကျေးဇူးတင်ဒါမေမေပြောတာကြီးလည်းမသိရင်သူများကပဲဘသူမှမလို့ခြင်းလို့အစွန်းပြစ်ခံကြီးကြလို့ကိုသမီးပြောဟိုဖုံးမင်းဆိုရင်ကောင်ကလည်းဒီနေ့ကြမှာပါဇက်ကိုကော့ခတ်ထားရတဲ့အတိုင်းပဲပိတ်နေတာကဲမရှိကျော်မျက်နှာမပြတ်ချင်ဘူးနော်မေမေသူမနာကိုတူတူကပ်ပြီးအန်စိတ်တန်နဲ့တတိပြီးတော့မိမိသဘောပါပဲအခုမှတော့ခင်လေးတို့ပြုံးနိုင်တယ်ခေါနာပြိုတော့မယ်မိုးလိုပါပဲအဲဆိုတော့ရက်ကောင်းရဲရစာရွေးကြတာပေါ့ကျမကတော့လေအမြန်ဆုံးဖြစ်ချင်နေပြီဒီပွဲကိုသူမရင်ထဲမှာတတိတ်တိတ်နဲ့ရင်ကုန်နေရလားရင်တုံနေရလားတော့မသိခွင်အဲဆိုသားမမနဲ့ခြံနေခဏစီအောင်မယ်နော်အေးသွားရွရွပါလိုက်သွားမိမိဘာမိမိမှလုံးမနေနဲ့လိုက်သွားဆိုလိုက်သွားဒီမှာမင်းစင်းချိန်နဲ့ကို့ဘာသာစင်းလေဘာလို့ငါ့ကိုပါလာပြီးဆွေးခေါ်နေရလဲဟာဗျာအိမ်ရှင်ကမလေကျွန်တော်ကစင်းနေတိုင်းစင်းလို့ကောင်းမလားသူကို့ကိုကျွန်တော်လို့သုံးလိုက်တာလားမဖြစ်နိုင်ပါဘူးဒီလောက်ချီမိုးနေရကောင်ကမလို့ဘာလဲဟာဗျာကျွန်တော်ခေါ်နေရဒီလောက်နီးနီးလေးကိုဘာတွေတွေးနေလို့မကြားနိုင်ပြည့်နေရလဲကျွန်တော်ရဲ့အကြောင်းတွေးနေရတော့မဟုတ်ဘူးမလားမဟုတ်ပါဘူးရွသိရင်သူမမျက်နှာခင်းကြည့်သည်မျက်နှာဖြစ်နေပြီဆိုတာတီတာတီလိုက်ကျင်တော့တယ်ဒီကောင်လေးကဘာဖြစ်ချင်နေမှန်းလည်းမသိအခုမှမနဲ့ကုမ္ပဏီမှာကြတော့သူ့လုံစားတလောကလုံးစားနေတဲ့အတိုင်းပဲအခုကတော့စပလင်မျက်နှာနဲ့အချိုးကိုမပြေဘူးဖုံးမင်းကြည့်နေရကြပြီမျက်နှာမေ့သွားလိုက်ရဲသွားလိုက်နဲ့မဘာဖြစ်နေမှန်းမသိဒီကောင်လေးငါ့ကိုဘာကြောင့်အကြာကြီးကိုလာကြည့်နေရတယ်နေရခက်လိုက်တာဒီမှာဖုံးမင်းဒီကမင်းငါ့ကိုဘယ်မျက်လုံးနဲ့လာကြည့်နေရလဲဘယ်မျက်လုံးနဲ့ကြည့်လို့လဲပါတဲ့မျက်လုံးနဲ့ကြည့်ရပေါ့တွေ့လားစကားပြောရင်ကက်တက်တက်နဲ့အဲ့ဒါကြောင့်မလို့လေသူ့ကိုအမြင်မကြည့်ရမအခုကျွန်တော်တို့ဘာလို့လာလဲဆိုတာရင်းနှီးအောင်ထမင်းပိတ်ကြရလေဘသူတွေရင်းနှီးဖို့လဲမျက်လုံးရွကြည့်နေပြုံးကြည့်သူမကိုစိုက်ကြည့်နေရကြောင်းလူကရှင်းတိန်ပြက်လာပြီမင်းဘာဖြစ်လို့အဲ့လိုကက်တက်ပြီးတော့ရှောင်မီးနေရလဲဒီမှာရှောင်မီးနေရမဟုတ်ရပါဘူးဗျာထိုင်မိမေးတာပါပြီးတော့လေကက်တက်ပြီးတော့လည်းမဟုတ်ဘူးနော်အဝေးကြီးမှာမားနေကျွန်တော်နေကက်တက်တာဆိုတာလေဒီလိုမျိုးပြောလဲပြောခန္ဓာကိုယ်ကလေသူမထိုင်နေနောက်လာပြီးလက်တက်ဖက်နဲ့နောက်ကနေဒန်ကျိုးကိုလေလက်နဲ့ထောက်ထားလိုက်တော့အလိုလိုသူ့ရင်ခွင်တွေကိုရောက်သွားသလိုပဲနောက်လက်တက်ဖက်ကဒန်းနောက်ကျောပေါ်လက်ကိုကွေးပြီးတင်တာဆိုတော့ပို့ပြီးအောင်မှရင်ခွင်နဲ့မြုပ်သွားသလိုပဲဒါအပြင်မျက်လုံးရွေးကြည့်နေကြည့်နေပြန်တော့သူမမှရင်ဘတ်ထဲကအတန်ကြီးကြားသွားမှတော့ဆိုတယ်ဒီလိုမှကက်တက်ပြီးထိုင်နေပြောတာမှရဲ့တီးပြီမို့အိမ်ထဲဝင်တော့မယ်မအဲ့ဒါအိမ်ဝင်ပေါက်မဟုတ်ဘူးနော်ခြေနောက်ဘက်ကိုသွားရင်လည်းသူမရှက်နဲ့ဘလူးတော်လုံးလို့ရပါမလဲနှလုံးသားလေးညိတ်မှတော့မဟုတ်ရင်ငါတီးတော့မယ်မိရွယ်သားလေးရောနေပါမွေ့ပြန်နေလေမိမိကလည်းရွေပါမှမလို့ပါဘူးသူများကိုပဲပြောနေတာအဲ့ဆိုဘေးမှာတော့သားဖုံးမိကသွားပြန်ခေါ်ခြံနေမှလားမိမိကလည်းသူကကလေးလားသူ့ဟာသူလားမှာပေါ့ဒီလောက်ကတော့ဒေါ်တင်မိုးခါကသူမအမေဟုတ်ကောဟုတ်ရင်လားဆိုတာဒါရီနဲ့တင်တန်တရားပြစ်စားအကြောင်းလို့မထင်ဘူးကျွန်တော်ကကလေးလေးပါမရဲ့တူးတဲ့ဟိုသာစိုးချင်တဲ့ကလေးလေးပါဗျာဟာမိမိတို့ရှိရတော့ပါဇက်ကသူမမျက်မှောင်ကျုပ်ပြတော့မျက်လုံးတစ်ဖက်တောင်ပြန်မိတ်ပြသည်ဟာတော်တော်မလွယ်တဲ့ကောင်လေးကဲမိုးခိုင်
လာရဲ့အကြောင်းလေးစမယ်လေအော်သူမဘလို့သမီးကိုပြောရမလဲမသိဘူးအခုတည်းကိုမပြောရသေးဘူးခက်ပါရဲ့အနီခင်တို့ကဘာရေးကြီးကိစ္စနေလားလေရွယ်လေးကမတည်သေးဘူးထင်တယ်မိသားစုရေးကိစ္စအကြောင်းပါရှင်သမီးမရှိဘူးထင်တယ်အနီပြောတာဒီလိုသမီးနဲ့သားလေးကိုနေရာချထားပြီးဆိုလို့အနီခင်ကသမီးမိမိစီမှာစကားလာလန်းသူမအမေနားကိုကပ်ပြီးမိမိသမီးကိုသူတို့ဖုံးမင်းနဲ့ပေးစားချင်နေရတော့မဟုတ်ဘူးလားဟဲ့တူတူပြောစမ်းဒီလောက်အကျယ်ကြီးအဲ့လိုပြောစရာလားမကတော့သူ့မှာတော့မျက်နှာတွေပူလိုက်ရတာဟိုလေသူမကဖုံးမင်းကိုကြည့်တော့အနီကနားလေတယ်လို့မျိုးနေအဲ့ဒါတော့စိတ်မပူနဲ့သမီးဒါအန်နီကိုလိုက်တောင်းခိုင်းနေရကြောင်းလေမိမိကလေအခုမှဘာရှက်နေရလဲနေမေမရရင်တည်တော့မဲ့လူလိုဖြစ်နေရလေသမီးလေးသဘောအောင်ဟိုအဲ့ဒါလေသမီးစဉ်းစားခြင်းလေးနဲ့ဒီခေစဉ်းစားလေလက်ထက်မှာမစဉ်းစားလေလက်ထက်မှာမကြဆောင်မရဟဲ့တာဒီမှာဖုံးမိတေစားနင်းကိုနေအထီးချင်းလို့နေငါကနင်းကိုဘလို့ပဲဖြစ်ဖြစ်လက်ထက်မယ်ဆိုပြီးပဝင်မြင့်နေရပေါ့ဆဲကပြန်လေသိလိုက်နင်းကိုတော့ငါမယိုးသိလားဟိုသမီးလေးရဲ့သမီးပင်မနေမှုလေသွားတော့မယ်အန်နီခင်ဟဲ့ခင်လေးရဲ့ငါအားနာလိုက်တာမဟုတ်တာငါကသာတောင်းပန်ရမှာတားစကားပြောဆိုမတတ်ကြအောင်တော့ဖွေလည်းမယူပါနဲ့ရပါတယ်ဟဲ့ငါသမီးလေးဘာထူးတော့ပြန်လိုက်အောင်မေမိုးခိုင်အိမ်ရပိုးတော့အလုပ်ကိစ္စပေါ်လာလို့လေအေးနောက်ခါလေးလာလေအောင်သိလားတားရောကို့အိမ်လိုသဘောထားပြီးဝင်ထွက်နော်ဟုတ်အနီကျွန်တော်တို့သွားလိုက်ပါအောင်မေအေးမေမေတို့များကိုသမီးတို့လည်းဒီလိုပြောနေရသူတွေအိတ်ခံနေရသေးရဲ့ဟဲ့ညီးရအောင်မဟုတ်လို့လားတူတူပဲဟိုမနေ့ပြန်နေတပတ်ခါရီရွေးနေဟာလက်မထက်မှာပဲမဟုတ်ဘူးလားအခုမှ20နှစ်ပဲရှိသေးရဲ့မိမိကလည်းလက်ထက်စီရလားပြီးတော့သူနဲ့သမီးကလည်းဘာမှဆိုင်တာမဟုတ်ဘူးသမီးလည်းမထက်နိုင်ဘူးနော်ထိုင်အောင်သမီးမိမိပြောစရာရှိရဲ့ဟုတ်မှန်တိုင်းပြောရရင်မိမိတို့ကသမီးတို့နေရာကိုမိမိတို့လုံးဝစိတ်မချအောင်နေက20နှစ်တာပြည့်ရောမှာကလေးလိုခွေးလိုနဲ့အခုထိကိုမောင်ဖုံးမိတည်ကြဘာပြစ်ချက်တွေရှိနေလို့နေကအသေးတန်အဲ့လောက်ညင်းနေရလေသမီးမသူ့ကိုမကြိုက်တာအေးငါကတော့မောင်ဖုံးမိလို့ပဲတိတက်တဲ့တမက်ကိုလက်လွတ်တော်မခံနိုင်ဘူးနေလက်မထက်နိုင်ဘူးဆိုရင်ငါနဲ့အမနဲ့ပေးစားမှာပေးစားပေါ့ကောင်းတော်ကောင်းသေးသွားပြီမိအလုပ်တွေသွားရှာပြီဟဲ့လာပြန်ထိုင်စမ်းဒီနာညီကဘယ်အလုံးမှမရွေ့အောင်အဲ့အလုံးမှပဲလောက်ရမယ်မိကလေဘလို့ညနေခင်းကိုရှောက်လာမှမသိဘူးအချိန်ဒီကုန်းကလေးမြန်လိုက်တာမပိုးပြန်လာပြီထင်ပါတယ်အနီးလေးကားတန်ချားတယ်အာထမင်းသွားစဉ်းစားအောင်မအေးရတယ်မှာပဲနေရဘိုင်းစာလာတယ်လို့ပဲမိဘာရင်းချက်တော့မိဘစကားနားမထောင်နေသူမကျွေးနိုင်ဘူးဖေချစ်မိရလေစိတ်မစိုးပါနဲ့အာဘွားတမီးအငယ်ဆုံးလေးမို့လေစိုးတာမိုက်တာအောင်လေခုတ်လို့ပါမိအာဘွားပြောလေပြောလက်တွေ့ရလေသူ့ရဲ့အမေရဲ့ခါပေါ်မှာရောက်ပြီးသားဖေစမ်းထမင်းစားမှမလားသွားထိုင်အဲ့မို့မမီကိုများရစ်တာအပူမလုံးနဲ့စားမဲဟာသာစားစက်မှာသူမကဘာမိုးလို့လဲရည်ရွယ်မိုးဆက်လေဒေါ်တင်မိုးခိုင်အကြောင်းမသိအောင်လေလည်းမဟုတ်ဒီလိုလှုပ်စားလာ22နှစ်တောင်ရှိပြီသူမလည်းစားတော့ပြီးတော့မပိုးနေဒီလေကဇင်းလာနေအတူဒီလေဖိပြန်လာလားအေးကိုကြီးပြန်လာပြီသွားခေါ်လာအောင်မေကိုနေရကိုနေစမ်းကိုယောက်ျားကိုသွားခေါ်မေနေအေးရမပါလို့နဲ့အဲ့ဒါလေသမီးဖိပါမိမကသူ့ယောက်ျားနေဖက်တန်မချစ်ဘူးမချင်နဲ့လိုက်တွန့်တူနေသမီးအင်းကြီးကိုတော့မခေါ်ဘူးသွားအိပ်ပြီဟဲ့စားပြီးချင်းမအိပ်နဲ့ခဏနေအောင်ဟုတ်ထမင်းစပွဲမှာတော့သမီးပိုးလေမေတို့ပြောစရာရှိရဲ့သမီးမချစ်သူရေးစားမရှိဘူးမလားဟိုသမီးမမရှိဘူးဆိုရင်မိတို့သမီးကိုမောင်ဖုံးမိနေနေရချထားပြီးခြင်းနဲ့အငယ်ဘာမှမပူရမိမိသမီးကြီးတော့မိတို့ပူရတယ်ဘလို့သဘောရလဲဟုတ်အဲ့ဆိုမိတို့နောက်တစ်ပတ်ကြာလို့ရှိရင်ဒီအကြောင်းတေချာဆွေးနွေးမယ်အခုတော့မိကသမီးသဘောထားကိုတေချာမေးကြည့်ရမိမရေမင်းဟာလေသမီးသဘောဆိုရင်မင်းကြည့်နေတိုင်းခံပြောနေတာသမီးသဘောဖြစ်တော့မလားရှင်ဝေမပါစမ်းပါနဲ့ဟုတ်ပါမမေတောင်းကိုလက်မထပ်နိုင်ဘူးဟုတ်လားဟဲ့တူတူပြောစမ်းမှာငါယောက်ျားစာဖတ်နေအတိတ်ပဲမရှိလိုက်တာကျွန်တော်မှဘာပြည့်ချက်ရှိနေလို့လဲအဲ့လောက်ထိခါးသီးနေအောင်နေပုံစံကသူကြိုက်တဲ့တိုက်မဟုတ်ဘူးတဲ့အဲ့ဒါသမီးပိုးလေးနေအောင်ဟာမေတောင်းကိုတစ်ချက်ခုတ်နှစ်ချက်ဖြစ်စီခြင်းနေရလားမေကရောတောင်းကိုဘာလို့အဲ့လောက်ထိကိုလက်ထပ်ပေးခြင်းနေရတော့
နေကိုလက်ထပ်ပေးကျင်တာကြာပြီနေကကြိုးကကြောင်လုံနေရကြောင်ကြာနေတာဖုံးမရစင်းဆိုင်နဲ့ခေါင်းနဲ့အတွေးတချို့ဝင်လာတော့ဒေါ်ရည်ရွယ်မိုးဆက်ခမကျုံးလက်တည်းကမလွတ်နိုင်ပါဘူးသူကလည်းမလုံးနဲ့ဆိုတဲ့အိယာမှာလှုပ်ချင်တာခတ်သားဒီတစ်ပတ်အတွင်မင်္ဂလာပွဲဖြစ်ချင်နေပါမီဟဲ့ဟင်းရွက်ကစုံရများမှတ်နေလားသူများသားသမီးကိုနေအဲ့လိုတွေစကားပြောမတတ်လို့သမီးရွယ်ကနေကိုညင်းတာသူဘလောက်ညင်ညင်မောင်မိချွေမှာဖြစ်လာမယ်သူကသူ့ပဲဟဲ့နေဘလို့စကားကြီးပြောနေရလဲအခုပဲသမီးဖို့လက်ထပ်မေးအခုပဲသမီးရွယ်ကငါ့ချွေမှာတဲ့နေတို့တွေကိုလေငါလိုက်မမီရောဒီတလားအတွင်မဲရမယ်အကုန်ပြင်ဆင်ရအောင်ပါသူများသားသမီးယူရင်တော့ကြည်မွန်အောင်လုပ်ပေးရမှာပဲအဲ့ဆိုကျွန်တော်လဲသွားပြီစောစောပြန်လာခဲ့ပြောတာပြောရရင်တခါမှပြန်လာရင်မရှိဘူးမဘိုးဘာဖြစ်တာတော့နေမိမိတို့ဘာပြောလို့လဲပိုကသူမခန်းနေလာပြီးငိုယိုဝင်လာတော့လန့်သွားပြီရွှေရွှေမိမိတို့ကလေမဘိုးကိုလက်ထပ်ပေးမိုးတဲ့လေဘာဖြစ်လို့တော့မဘိုးစီမှာချစ်သူရှိနေပြီဟမ်အဲ့ဒါမိမိတို့မပြောဘူးလားမိမိကဝင်ပြောချိန်တော့မရဘူးဟိုဘက်ကဒီလအတွင်းမင်္ဂလာကိစ္စလုပ်မယ်တဲ့နေပါဦးနေကဘယ်တော့ချစ်သူရရသွားလဲသူကဘယ်ရလဲဘာလုပ်လဲနေသူ့ကိုသိပါတယ်ငါ့ကိုအမြင်လိုက်ပို့နေကိုထက်အကောင်မောင်လေးအဲ့ဒါပြန်တွေးကြရဲ့ငေကျွမ်းနေဇလန်းပြန်ဆက်ခဲ့ကြရပေါ့ရွရွကလေရွကမလဲနဲ့မဘိုးအဲ့ဒါဘလို့လုံးကြမလို့မိမိတို့ကဒီတကအတီလုံးတော်မှာငါ့ကိုမောင်နဲ့လေဒီတကထပ်မွေးစင်တော်ရွလက်နဲ့ဖက်နဲ့သူမလက်ကိုငိုထားတဲ့မျက်လုံးအေးကြီးနေလာကြရောသူမလည်းမရက်စက်နိုင်ဘလို့ကဲလို့ကဲရမှန်းမသိဘူးရွသိပါတယ်မမကလည်းအဲ့အကူမောင်ဆိုရဲသူအရင်သဘောကြတာကြောင်းနေပြီးသွားတော့အဆက်အသွယ်ပြတ်သွားတာကြောင့်သူတို့နှစ်ယောက်ကလည်းဝေးခဲ့တာမဟုတ်လားအခုလိုပြန်တွေးကြလေငယ်ကချစ်နှစ်တရားဆိုရဲတိုင်းငါမောပါတယ်မနေ့ကျရင်လာခုံမေးတဲ့အဝိအစားအတွက်အဲ့တော့နေရလိုက်သွားမှာလားငါမလိုက်သွားရင်ဘယ်လိုလုပ်ရမှာတော့ကိုမအောင်လည်းဘယ်လိုရှင်းပြလို့ရှင်းပြရမှန်းမသိဘူးနေရဲ့ကိုမအောင်ကြောင့်ထဲမပြောပါနဲ့ငါစဉ်းစားနေပါတယ်တကယ်ပဲပြောလိုက်တော့လေမျက်နှာငယ်လေးနဲ့ဟာငါကြံရရင်မမတီလို့လို့သူမနာနာကပ်ပြီးတူတူပြောတော့မပိုးခမနှစ်ကူဟာပြူတဲ့မျက်လုံးတန်းအပြူထွက်လာတော့မှတော့ကြောက်ရတယ်မပိုးရေနေအဲ့လောက်တည်းလည်းမဖြစ်ပါနဲ့ရွှေလေးဖြစ်ကောဖြစ်ပါမလားရေနေအကြံကြီးမအောင်မြင်တိမဲ့ခင်းကြီးနော်ဘာတူလဲမမညမရည်ရွယ်မိုးဆက်လေးရှုံကြည်လိုက်စမ်းပါဟဲ့ဖုံးမင်းစောစောစီစီသူများရင်ဘာသွားလို့မလို့လဲမိမိကမနဲ့ကြရဲ့အင်ကြီးသွားတိုက်ဆိုအဲ့ဒါသွားတိုက်မလို့ပေါ့ကျွန်တော်ကုမ္ပဏီသွားအောင်ပါပြန်လာခဲ့စမ်းချက်ချင်းသူများရင်နိုးသေးလားမသိမနိုးသေးလားမသိနိုးတာတော့မှနင်းအတော်ဆိုင်အောင်မဖွင့်သေးဘူးမမီကကျွန်တော်သွားစရာရှိသေးရဲ့လို့အခုမှငငက်တက်မနေနဲ့အစားတော့ကြီးကြောင်များသိနင်းနဲ့လက်ထက်မှာသမီးကြည့်မပိုးနော်သမီးလေးရွယ်ကိုအရင်ကလိုရီတီတီတက်တဲ့စကားတွေလည်းတော့မပြောနဲ့နော်မမီကကျွန်တော်ညားကလည်းမှားပြီးပြီမဟုတ်ဘူးလားနင့်ဟိုကယုံရတာမဟုတ်ဘူးညံနေညံနဲ့ညံပြညံဝါတွေလည်းထုတ်သုံးမယ်အကောင်သမီးရွယ်လေးကိုအိမ်လာလေပါအောင်လို့မမီကျွေးမှဖြစ်မဲ့သူကအမပိုးနော်ဘလို့ကြောင့်ရည်ရွယ်မိုးဆက်ကိုပါဇက်ပြမချနိုင်ရတယ်ငါသိရဲ့နေမရှိနဲ့ဟုတ်ပါရဲ့သမီးပြူလေးသာကြားလို့ရှိရင်စိတ်ကောင်းမှာမဟုတ်ဘူးမမီကလည်းမျက်နှာပြတ်သွားတာသူတွေ့တာဒေါ်ရည်ရွယ်ကိုပဲကျွေးမတော်ချင်တာဖြစ်မယ်မမီကလည်းမမီကျွေးမဒေါ်ရည်ရွယ်ပါပဲခဏတာတော့စိတ်မကောင်းခဏဖြစ်လိုက်ပါအောင်မမီအဲ့ဆိုကျွန်တော်သွားပြီတာဖို့မင်းကလည်းအစိုးကြီးပါလားခဏတော့သမီးပိုးလေးကစိုင်ခဏသွားလို့ပြန်လာတော့မှာဟုတ်ရပါရဲ့ခင်ဗျကျွန်တော်စောင်းလိုက်ပါမယ်အနီလုံးဆရာရှိရလေလောက်ပါကျွန်တော်ကအားမနာပါနဲ့မမမေအိုမမီဒေါ်တင်မိုးခိုင်ရေချစ်သမီးလေးအစိုးကြီးဒီနေ့နိုးတဲ့အတွက်အားပွားပြီးအပူစုအနေနဲ့ပိုက်ပါပေးပါအောင်ဝါအိုင်နီမမီအသေးဦးကျူးလေးဇပီယိုဖြစ်တယ်လို့အပေါ်ကနေစက်ညက်နဲ့ဖြစ်တယ်လို့ညက်ညာအိမ်ဝမ်းဆက်ပွားပွားနဲ့ဘောင်းမီရလဲတရွတ်တိုင်းနေခန္ဓာကိုယ်ကအရန်ကြီးမသေးပြီမြင်အိမ်ကြီးကြောင့်ကိုလုံးကတီးသွားတယ်လို့ဘောင်းမီစောက်ကိုတက်နေပြီးတော့လဲမောက်ရက်ကြတော့မှာပဲတွေးလို့မဆုံးသေးဘူးအာမေရေသိပါပြီဒီရေကဘယ်ကနေဘလို့ကျွန်တော်လဲသိပါပြီနားလိုက်တာဟဲ့နေမဲ့ရှက်ဘူးလားထစမ်းအခုမှအော်ငုံမနေနဲ့ပြရာခတ်နေပြောအစအနီးရလားကျွန်တော်တွဲပေးလိုက်မယ်ဟဲ့နေပြစ်လဲပြန်ပြီနေလဲလျှောက်တက်ကစားကလေးလားခဏပြည့်လဲနေအောင်အခုဒီခြေထောက်မခိုင်သေးဘူးလားမိ तू ကဘလို့လို့အိမ်ထဲရောက်နေရလဲ
နေမြစိမ့်လာခင်ကထိုင်းနေရမမြင်ဘူးလားအေကဲမှာထအေကျမ်းမြင်မှာပဲထိုင်းနေဘူးမစင်းစားနဲ့ငါဟီးရိုးတဲထားလို့တာရီကူလိုက်ပါအောင်နော်ဟုတ်ကဲ့ဗျသူမအမှန်အားရှက်ပြီးပြန်ချွန်လဲတာဟုတ်တယ်အခုပုံလေကြည့်ပါဦးစပင်းစုပ်ပွားနဲ့ညာအိတ်ဝစ်စုံကြီးနဲ့မျက်နှာပြောင်းသွားလေအပူပါသေးဒီမှာတို့ကြီးပဲထနိုင်လားထနိုင်တွေ့လားအလကားလေကြီးနေတာထနိုင်တာလည်းမဟုတ်ဘူးနဲ့ထောက်နိုင်လားထောက်နိုင်နေဖဲဟာဟေးခေတောင်းမှန်ပါတယ်တောင်းမှန်ပါတယ်တောင်းမှန်ကျွန်တော်ကျုပ်ပေါ်ကနေပြီးအရင်ဖဲအောင်သူရဲ့ကိုယ်ပေါ်ကနေမောက်ရက်သားလေးကြလာတော့သူမနှက်ခမ်းနဲ့သူ့ရဲ့နှက်ခမ်းကမိတ်ဆက်ပြီးသားဖြစ်တော့အပေါ်ကနေဖြည်းဖြည်းလေးထားဖို့အာယူနေတဲ့သူမကိုကြည့်ရတာဆွဲပွေပြီးနန်းဆိုင်ချင်စရာစေကိုင်းတွေကိုမင်းကိုချုပ်တီးနေရပါတယ်ဆိုမှတဝဲလောက်ရှိရဲ့စပင်းတွေကထုံးထားရဲ့စတုံးကနေဖယိုဖရေးကြနေတော့သူ့ကိုတမင်ဆွေးဆောင်နေတယ်လို့ဖဲကျွန်တော်လုံးမယ်ကိုလုံးကိုပေါင်းဖက်ပြီးမနာအောင်လဲလက်တက်ဘက်ကသူမရေကျောအောက်ကနေခံပြီးထားသည်ဟိုဘက်လိမ့်လိုက်တော့သူကအပေါ်ကဖြစ်သွားတော့မှထားရတာလွယ်ကူသွားမှသူ့ရင်ထပြီးပြီချင်းကဲအမတော့ထားလို့ရပြီပြောလဲပြောဂျိုင်းအောက်ကနေလက်ချိုဝင်ပြီးတော့ဒူစင်နာကနေပါမြင်သမီးပွေတယ်လို့ဆွဲပွေးလာခဲ့လိုက်တယ်အေကန်နဲ့ကိုပြုတ်ကြမှာတော့ကြောက်တယ်ထင်တယ်သူ့လေဘေကိုလက်သေးနဲ့လာဆွဲချိတ်ထားသည်မြဲတောင်ကလည်းပုတ်ခတ်နဲ့အဲ့လောက်ထိခလီးဆန်ပြီးလှနေစရာလူလို့လား22နှစ်အိမ်ရသူကတော့မသိဘူးသူမကတော့နှလုံးရောဂါရမှာတော့ကြောက်ရတယ်ရင်းနေခုံလုံးမျိုးလည်းနှလုံးရက်မတတ်ဟိုကောင်လေးကိုကြည့်တော့ဘာမှမဖြစ်တဲ့အတိုင်းငါတယောက်တည်းဖြစ်နေရများလားရှက်စရာကောက်လိုက်တာစိတ်ငြိမ်ထားရည်ရွယ်မိုးဆက်ဟူးတို့ရည်ရွယ်မိုးဆက်အမေဘာရီအဲ့လောက်စိုက်ကြည့်နေရလဲကျွန်တော်ချောလာလို့လားအတိတ်ပင်မရှိရတွေလဲရှောက်ပြောမနေနဲ့ဖဲစိတ်အိမ်ယူပေးစီခြင်းလားယူပေးစီခြင်းမောင်လို့ခေါ်နေဟာခေါ်စရာလားမယူပေးရင်ကိုဟောက်ကိုယူမယ်နာလိုက်တာတွေ့လားခမရလေကိုလုံနိုင်တာလည်းမဟုတ်ဖိနေအဲ့ဒါဆိုသူများတွေခေါ်တယ်လို့ဖုံးမင်းလို့ခေါ်လေသူတီသားပါစကားပြောတိုင်းနမဲလေးထည့်မပြောဘာနန်စားမှတက်မခေါ်တာလူကိုလည်းဘလို့မှမသိဘူးကိုမတော်လေးဘယ်နည်းများခေါ်မလဲဆိုပြီးမျောတလင်းနေနေပြီတေတကမရတော့အပိုင်ပြီဖုံးမင်းရပြီလားအဲ့လိုမဟုတ်ဘူးဖုံးမင်းမောက်ကိုစီးသေးတာယူပေးပါအောင်လို့လေနူးနူးညံ့ညံ့လေးငါတော်စိတ်ရှည်ရနော်ဖုံးမင်းတီစားဖုံးမင်းမောက်ကိုစီးသေးတာယူပေးပါအောင်ဒီလိုမပေါ့မအလိမ့်မိုင်းအဝါယူမလားငါနဲ့ဝူးနေမပိုးပြန်လာလို့ရှင်တမျိုးထင်မေးထင်လေးပါပြည့်တော့ယူရင်မားနဲ့ပဲယူရမှာသူငါအကြံတွေကိုတီးနေရများလားဘာရီအဲ့လောက်တုံလို့သွားတာလေတို့ကြီးရဲ့စီးထွက်ပြီးမယ်လေဒီကောင်လေးတော့ဘာလဲမထဲချင်ဘူးလားငရဲကြီးမယ်ကို့ဘာသာကိုပဲလူလိုက်မယ်ခြေတော့ကစီလွဲသွားလားမသိဘူးကျွန်တော်လုပ်ပေးမယ်ရတယ်ကို့ဘာသာလုပ်ပါမယ်ဆိုတို့ကြီးရဲ့မူစံရွမလုံးနဲ့ဖက်နှမ်းပြင်ပါနော်အဲကန်နဲ့လည်းမသိဘူးနော်ဟဲ့ရည်ရွယ်မူစံနေသားဖို့ကိုခြေတော့စေးလူခိုင်းစရာလားငါနေအေးငရဲတွေတော့ကြီးကုန်တော့ပါပဲတာပုံထသူ့ဟာသူလိမ့်လိုက်မယ်မမေးလိုရတာလေသမီးပါသားသမီးလိမ့်မမေးဆိုတော့အဲ့မှာနေအဲ့မှာဘာဖြစ်တော့နင်သူမြောက်ကိုကြောက်ချဖို့မစင်းစားနဲ့နင်းရုပ်ကိုကြည်စမ်းစုပ်ဖွာပြီးလမ်းဘေးအမိုက်ကောက်သမားရတာနေတက်ကြည့်ရကောင်းမယ်မိန်းကလေးဖြစ်ပြီးမျက်နှာပြောင်းနေမမေကုမ္ပဏီသွားဖို့သွားပြီးတော့လေပြင်ဆင်တော့မယ်ပါမလားတာကြီးအားနာလိုက်တာကွယ်သမီးဘိုးလေးကနင်းနောက်ကြမယ်တဲ့ကွယ်ရပါတယ်ဗျဒါလေးအလုံးမရဲ့နေ့လေကြမှာသွားကြမယ်တဲ့ဟုတ်ရပါတယ်ဗျကျွန်တော်လေးနေခင်းကြတော့အလုံးရှင်းနေလေတနာရီခွဲလောက်ဆိုင်ဝဲသွားလိုက်မယ်နော်အေးဒါလေးဒါနဲ့မင်းရွယ်မိုးဆက်ကဘာနဲ့သွားမှလည်းမသိကျွန်တော်ကုမ္ပဏီကိုတခါလေးသွားမှမလို့နေခေါ်သွားလို့ရပါတယ်မိမိသမီးကိုကားပို့ပေးလိုက်ပါအောင်ဒေါ်လာဈေးတွေတက်နေလို့စီဈေးတွေပါတက်ကုန်ပြီတဲ့မိမိတက်စီနဲ့ပဲသွားမှရမယ်ဒီနေ့တော့လူရဲ့ရင်အပြင်ထွက်ခဲ့စမ်းမိန်းကလေးဖြစ်ပြီးအော်ကြီးဟိကျင်နေဒီကောင်မလေးရတော့နော်ဖြည်းဖြည်းပါဗျာစုံနာလိုချိုးလင်းအောင်မယ်ဒီမှာနေဘယ်သူမှသွားမဲမနေနဲ့နေသားဖုံးနဲ့ကိုလိုက်သွားသူကတခါလေးကုမ္ပဏီဝင်ပါတဲ့ငါမပေးနိုင်ဘူးအတော့အပြန်9000ငါမတက်နိုင်ဘူးအမေကလည်းမိမိကမလဲနဲ့အဲ့ဒါဆိုကျွန်တော်တို့သွားလိုက်ပါအောင်မယ်နီအေးကောင်းသွားကြအောင်ကားဖို့ရောက်ချင်းဒီမှာနေကမပိုးကိုအင်ကြီးသွားကြည့်ဖို့လာခေါ်ရမှတ်လားအာနာပါနာနေမခေါ်နဲ့မိမိရှိမှမို့အစိမပြေအခုရဆင်းမယ်ရေတော့အောင်မလားဘာမင်းငါ့ကိုရွေးနေရလားစိတ်တူတာရချစ်စရာလေးဒီမှာဖုံးမြင့်တီးစားကောက်ကိုကူးချက်ချင်းရက်စမ်းငါစိမ့်မယ်
ကျွန်တော်ကားမောင်းနေရင်နော်နောက်တစ်ခါကားပေါ်ကဆင်းမယ်ဆိုရင်ဖန်ထမ်းမှာနော်မင်းတွေ့ဘူးရဲ့မင်းကလေးတွေလိုမှတ်နေလားငါ့ဟာဗျာမရစ်စမ်းမနဲ့မရကျွန်တော်တကယ်ကိုမထင်ပါဘူးမကလေတကယ်ချစ်စရာလေးပါသူများတွေနေလေမတူပါဘူးဟုတ်ပြီလားသူမမျက်စောင်းမင်းထိုးနေလိုက်တော့တယ်သူ့လောက်စကားတက်တာသူမရှိဘူးမဟုတ်ရင်ဘာစကားတွေထွက်လာအောင်မလဲမသိသူ့ကိုမျက်တောင်းနေလေးလေလာကြည့်နေရင်မအောင်ဘာလို့စိတ်တူနေတော့ချစ်စရာကောင်းနေရလဲဘာပြောတာလဲငါ့ကိုလှောင်နေရလားမစဉ်းစားကြည့်ပါဦးအခုကျွန်တော်နဲ့မှသမီးစားတွေ့လေစိတ်ဆိုးစိတ်ကောက်နေရတယ်မတူဘူးလားဟုတ်မတူပါဘူးကောက်ကိုရှိရှိမောင်းစံဖုံးမိတယ်ကတကယ်ပြောတာဗျကြည့်လေမကစိတ်ကောက်ပြီးနှက်ခမ်းရှိကိုစူထားတယ်ကျွန်တော်ကကားမောင်းရင်မမျက်နှာကိုကြည့်ပြီးချော့နေတာတကယ်တွေးကြည့်လေကြည်နူးစရာတွေးလေးတိုင်းပဲဖုံးမိတယ်ကနေရင်ပေါက်ပန်း40ပါးစက်ကိုဘာသာပိတ်မလားငါပိတ်ပေးရမလားဟမ်မပိတ်ပေးရင်တော့နှက်ခမ်းလေးနဲ့ပိတ်ပေးလေသူဒီလိုပြောစရာလားမနေ့ပြန်တက်ဘက်ကဆိုရင်အမားနဲ့လက်ထက်တော့မယ်အခုညီမကိုအနောက်အသွားမလို့တဲ့စကားတွေလာပြောနေတာမတီးရဲ့သူသားဆိုရင်ရင်ခုန်မိမှာညီမတို့ဒီလိုပြောနေရေးဆိုတော့တခြားသူတွေဆိုတွေးကြည့်စရာတော့မလိုဒီမှာမင်းကနောက်လာဆိုရင်မပိုးနဲ့လက်ထက်တော့မှာဆိုတာသိရမဟုတ်လားသိရလေခမရသူညီမဖြစ်တာလေသိရအေးသိနင်းစင်ချင်းလေစင်ချင်းရမယ်ဘာကိစ္စနေလေအကြောင်းပြကြကောင်းကောင်းလေးလေးပြီးလို့ရမလားမင်းရဲ့မထီတတိစကားတွေကိုပြင်ပြောပါငါမကြိုက်ဘူး။အော်သိပြီ။ကျွန်တော်ရဲ့စကားတွေအောင်မှမာယူရဲတော့ရင်ခုန်သွားရပေါ့။တေးလီရင်ခုန်စရာလား။ဒီနားမှာပဲရက်ပြီ။ကျွန်တော်ကဒရိုက်ဘာလား။နေ။အေးကြည်စမ်းရီရွယ်တို့ဘောတို့နဲ့တူတူလာရဲ့ကြ။အေးဟုတ်ပါ။ငါကဘာလို့နောက်ကျနေရလဲမှန်။အဲကောင်မအောင်ငါကစရထင်သားပါ။အခုတော့ငါတို့ထင်ထားတဲ့အတိုင်းပဲဘောကိုနောက်ဆုံးတော့ပိုင်ဖမ်းသွားတွေ့လား။ငါလေးထင်သားနော်ရုပ်ကတနာကမပုံလေးနဲ့မထင်ရအောင်နော်လုံးနေခိုင်စင်ပြောနေတော့ဘေးနာကနေဖြတ်သွားတဲ့စရင်စိတ်ဌာနနှစ်ယောက်ကသူမတို့မကြားကြအောင်ပြောသွားတာနေငါသွားလုံးပြီအဲ့ဟာမာရီကိုသူ့ဟာသူမြည်ရောမကလို့ကျူပဲချူချူသူတို့လိုတပြားသားပါလားဟေးခိုင်စင်ပြန်လာခဲ့စမ်းမနင်းကတမျိုးအခုရွရွမျက်နှာကိုကြည့်တုံမုံနေရပြီဘာပြဿနာဖြစ်လာလဲမသိနေကပြဿနာနောက်တစ်မျိုးဖန်တီးအောင်မလို့လားလုံးဝမနေကိုဆွဲထားပြီဖြောင်းဖြောင်းမှာပဲမရွှေကျော်ကညီတော့တယ်သူမကြားတာတူတူတစ်မျိုးကြည်ကြည်တစ်မျိုးစောင်းဝင်လာတဲ့ကပြောနေကြတာတွေသူကမြူဆွေတာတဲ့သူတို့ဘောကိုအလကားပေးရတော့မျိုးကားလေးတက်ကစီးမိပါတယ်တပတ်လုံးလုံးသူမအကြောင်းပေါ်ပြူလာဖြစ်အောင်မေပေါ်ပြူလာဖြစ်အောင်မေတချို့ဆိုရင်ဘယ်ကနေအောင်တည်င်းစားလေးမသိဘူးလက်ထက်မဲ့ကိစ္စတွေအားစားသူတို့အလုံးမလုံးပဲဓာရီကြီးကိုလိုက်လေးလာနေရလားမသိဘူးတို့ပါပြောပြောမင်းကောင်းနဲ့မထည့်ထားနေသည်ဒီမှာကျမကသူတို့ပြောခေါင်းနဲ့မထားရအောင်ပဝင်းချင်နဲ့အလုံးလုံးနေရတဲ့သူရှင်မယာကျမနဲ့ရင်းလိုက်တာအရင်လိုရွယ်လိုပဲပြောပါလားဗျာဒီမှာရှင်းလို့ကျမအားနေအောင်မဟုတ်ဘူးရှေ့ရပဲမကြင်နဲ့လှုပ်ထုတ်လိုက်လုံးဝပဲသူမနဲ့သေးစားနာကိုကပ်ပြီးတလုံးချင်းစီပြောသွားတာအသက်ရှူလိုက်တိုင်းလေငွေ့နွေးနွေးလေးတွေဟာသူမနာကိုရိုက်ခိုက်လာကြောင်းအယောင်ယောင်အမမနေနောက်ကိုခြေတလန်းဆုံးမိသွားတော့မောင်ဖုံးမင်းတို့အကြိုက်ပေါ့ရင်ခုန်သွားလားဗျဒီမှာဖုံးမင်းတေစားမင်းရဲ့စီးမရှိရဲ့ပါဇက်ကိုဘာသာပိတ်မလားငါလာပိတ်ပြီးပြရမလားလို့အဲ့ဒါဆိုကျွန်တော်လည်းကားပေါ်မှာပြောခဲ့တဲ့အတိုင်းပဲနှစ်ခမ်းနဲ့ပိတ်ပြီလေ။ညာကျမတို့လက်မှတ်ထိုးဖို့ဖိုင်တွဲကြီးလာဖို့ပါရှင်။ဝင်လာခင်မလို့နဲ့မှခိုင်စေ။ဘာဖိုင်တွဲမှာအကြောင်းမပြနဲ့နောက်တစ်ပတ်မှာလက်မှတ်ထိုးရမယ်ဆိုတာကျွန်တော်သိတယ်။ဘာမှတောင်ကြည့်မြောက်ကြည့်လုံးမနေကြနဲ့။အမားတို့တငယ်ချင်းကိုကော်ဖီဖြော်ခိုင်းတာဘာမှမလုပ်စိတ်ချ။ပေါ့အဲ့ဆိုအမားတို့သွားလိုက်ပါဦးမယ်နော်။ဟဲ့လုံးနေခိုင်စေ။ဒီတို့ကိုဘာတွေလာဖို့ရတော့။အော်ဘာမှမဟုတ်ပါဘူး။ဖိုင်တွဲကိုကြောင်းပြရင်မောက်မကောင်းတာတခုလုံးပါဆိုလို့လေအဲ့ဒါလာကြည့်ရဟမ်ဟိုပေါ့ကျမတို့သွားလိုက်ပါအောင်မယ်နော်တကားပြန်ပိတ်ခဲ့အောင်ဒီမှာနေသူတို့လာတဲ့အကြောင်းရင်းကိုသိလေပြောတင်လားမပြောတင်လားစဉ်းစားလေအခုတော့သူတို့နေရခတ်သွားရင်နေရဒီစကားပြောရင်ရှေးနောက်မကြည့်ပဲနဲ့အဲ့ဒါတွေစိတ်ပြတ်တာမနော်သူမကလည်းဘာမှပြောမနေတော့ဒီအတိုင်းသာသူမစပွဲမှာထိုင်နေလိုက်တော့ဘယ်နေဒီကောင်လေးကအချော့ပြီးလို့ရှိရင်ရှောက်တက်ရဲဒီလိုနဲ့ပဲသူမတို့နေ့လေထမင်းစားချိန်ရောက်လာတော့မကျွန်တော်ကိုလိုက်ခဲ့ပြီးရောငါမအောင်စိတ်ရင်းနေစစ်စရာရှိသေးတယ်ဒါအပြင်ထမင်းလေးစားအောင်ပါကျွန်တော်ဟိုရောက်လို့ရှိရင်ဟောဖို့ဝယ်ကျွေးမယ်ဗျာအမဘိုးကမလိုက်နိုင်ဘူးအလုံးရှုံနေလို့တဲ့အဲ့ဒါသူ့အစားမကိုခေါ်သွားပါတဲ့ပြီးတော့လေခန္ဓာကိုယ်ကတူတူလောက်ပဲမဟုတ်လားသူမကိုလုံးစုံကြည့်စမ်းကြည့်ကြည့်ပြီးနာဘူးကောင်မနော်ကျွန်တော်တကယ်ဘူးမှမဟုတ်ဘူးနဲ့
လိုက်ခဲ့မယ်တော့ဟဲ့ရွေထမင်းမစားတော့ဘူးလားမစားတော့ဘူးအမားတို့အမကလေကျွန်တော်နဲ့မင်္ဂလာအင်ကြီးသွားတိုင်းနဲ့အပြန်ဟောဖို့ဝင်စားမှာဟဲ့ကောင်းသွားတော့ရွေစုပ်ငါတို့ကိုရှူထားတွေ့မေးကောင်းမစုပ်နေဆက်ပြောလေကုမ္ပဏီကစားထွက်တယ်ကအင်ကြီးအတိုင်းမင်းနေရရောက်တဲ့ဒီတကြက်ကြက်နေသူတို့နှစ်ယောက်ရံပြစ်လာတော့ဆိုင်ရကောင်းမလေးတွေကလည်းဘလို့ထင်သွားလဲမသိဘူးအမားတို့နှစ်ယောက်ကတော်တော်ချစ်ကြရင်တော့တဲ့ညီမတို့ဘေးအားကြီးနေတဲ့သူတွေတော့အားကြတယ်တဲ့ပြန်ပြောချင်တာပါဇက်ကိုရလို့ညီမလေးတို့ကဘယ်နာကြည့်ပြီးအားကြရလဲလို့မဒါလေးမစိုးဘူးကြိုက်လားမလောက်ဘူးမားရင်အလားအရင်ကိုပေါ်လွင်နေဒါလည်းမလောက်ဘူးဒီမှာဖုန်းကြီးလေးကမြို့ကငါလုံးပြီးတော့မယ်မြင်ရွေးပြီးတော့ဟောဖို့ဆိုင်တော့မယ်ငါဘိုက်ဆောင်လို့သေးတော့မယ်သိလားမပြောလို့ကလည်းမရဘေးကအကောင်မလေးတွေကလည်းသူတို့နှစ်ယောက်ကိုပြောမိကြည့်ညာမျက်နှာတော်ပူရင်သူကမရှက်ဘူးကိုကသူ့ဥစားမျက်နှာကြီးပူညာပြောမှပူဆူရယ်မကဘိုက်ဆိုင်နေလားအခုတော့မပွဲနေကြလို့ရှိရင်ဝစ်ဖို့ကျွန်တော်ရွေးပြရစေအောင်နော်ဘိုက်အရန်စာနေကျွန်တော်ကိုစားလိုက်လေနော်ဖုံးမင်းတေသာပြကြည်တယ်သူ့ကိုပန်းနေပေါက်တယ်လို့ပဲဒီလောက်အော်နေရတာမရင်ပို့ပြီးတော့ဘိုက်စာသွားလိမ့်မယ်ဗျခဏလေးနော်လို့မြင်လို့ငါစာပြီးတိတ်သွားလို့ရှိရင်နင့်ကိုကုန်းလာကြုံပါမရမဟုတ်မချွတ်တယ်မောင်နေမင်္ဂလာစာအောင်ပါလေဖုံးမင်းတေသာမဟိုအကူလို့ရှင်စိတ်တော်မရှိပါနဲ့တခြားဧည့်သည်လည်းရှိသေးအောင်လို့အတန်လေးကိုနည်းနည်းလျှော့ပြီးဖို့လဲမြစ်တာရက်ခံပါရှင်ဝင်နေကောက်ပါလေးကလာပြောတော့အဲ့ဒါနင့်ကြောင့်မြင်လို့ငါဘိုက်ဆောင်လို့သေးတော့မှာအေးပါဗျာသွားကြပါမယ်ခင်ဗျာဒါဆိုကျွန်တော်တို့29ရက်နေလာပြီမယ်နော်ဟုတ်ပါရှင်ပျော်ရွှင်ကြပါစေနော်ဟိုမဟုတ်မရဘိုက်ဆောင်နိုင်ဆိုသွားလိုက်ပါဦးမေစိုင်ဝင်နေကောက်ပါလေးကိုနှုတ်ဆက်ပြီးနေနဲ့ငါ့ကိုတမျိုးထင်သွားပြီရှင်းပြလိုက်ရင်ရနေပြီအခုတော့ဘာဖြစ်တော့မပိုးနေလက်ထက်တဲ့အခါကျနင့်ကိုတမျိုးထင်သွားမှာပေါ့လူရှုပ်လူကွေဆိုပြီးတော့လေမကကျွန်တော်စိတ်ပူလာတာသူမကလည်းဘာမှပြောမနေတော့ဘူးဒီရဲ့တိုင်းတာထွက်လာခဲ့တော့တယ်ဘယ်နဲ့ပါဇက်အရသာခံပြီးတော့ဒီကောင်လေးကတော့သူမကလည်းထူးထူးခြားခြားမုန်းလို့မရအောင်ကိုအမနဲ့လက်ထက်မဲ့သူဒီလိုစိတ်မျိုးရှိနေတာလေဟိုဘဝကဘာတွေမကောင်းတာတွေလုပ်ခဲ့လို့လည်းမသိသူမတို့လည်းနေကေစာစားတော့ပြီးတော့ကုမ္ပဏီပဲပြန်လာခဲ့တော့တယ်ဘာမှထွေထူးကိစ္စလည်းမရှိတော့ပထမကတော့ဟုတ်ဖို့စားဖို့ပဲကိုရောကျော်ကမြန်မာထမင်းဆိုင်ကောင်းကောင်းလေးတွေ့ထားတယ်လိုက်ခဲ့ပါဆိုလို့ဟောဖို့စားမြေအစီအစဉ်ပြတ်သွားတာပေါ့ဟယ်လိုမဘိုးရွယ်လေးမဘိုးဒီညနေအိမ်ပြန်တော့ကြမယ်လို့မမေကိုပြန်လို့ရှိရင်လည်းပြောပြအောင်နော်မဘိုးကိုယ်တိုင်ပြောလိုက်ပါလားရွှေပြောရင်စစ်ဆေးနေအောင်ပဲမဘိုးဆက်ပေးပြီအခုကအလုပ်ကိစ္စနဲ့ပကူးဘက်ကိုဆင်းရမှာမလို့လေတပတ်နှစ်ပတ်လောက်ကြာမယ်လက်စုပ်ကိစ္စအခမ်းအနားကိစ္စဖိတ်စာကိစ္စတွေရောမဘိုးရွှေလေးကိုပဲအပ်ပြစီနော်မဘိုးတကယ်အရေးကြီးလို့ပါကွယ်မဘိုးပြန်လာမှဒီကိစ္စတွေကိုလုပ်လို့မရအောင်လားတကယ်မရလို့ပါမဘိုးပြန်လာမှလုပ်လို့ရှင်မမေတော့လို့ပါနော်အေးမအလုပ်ကိစ္စနေဆိုရွေးကိုညီပါမယ်အရန်ကြီးလဲဟိုမှာလောမနေခဲ့နေအောင်အေးမဒါဆိုဘိုင်နော်ညီမလေးဟုတ်သူမမပိုးနေဖုံးပြောပြီးတယောက်ယောက်ကကြည်နေသလိုမျက်လုံးကစားကြည့်လိုက်တော့ဒီကောင်လေးနော်ငါနေမျက်လုံးတွေကိုဖောက်ထုတ်မိရောမယ်ပေါ့အစည်းအဝေးရှိရနော်တန်းစင်ရလာပြောတော့မှသူမစီကအကြီးခွာသွားတယ်အမကြီးရဲ့ရုံးရှိမှလူတယောက်ကအမနဲ့တွေ့ကျင်တယ်လို့ပြောနေအမအသေးတယ်အေးအဲ့ဒါဆိုကျမသွားတွေ့လိုက်အောင်မေပေါ့ခွင့်ပြုပါအောင်ရှင်ယောက်ျားလေးလားမိန်းကလေးလားယောက်ျားလေးပါတန်းစင်ရကြားရဲပြေးလိုက်တော့မြင်သွားရင်မြင်ပြန်လာပါမယ်ယူရဲ့စိတ်ရင်းဖိုင်နေပြန်စီရမှာမလို့ငါအကုန်လုပ်ပြီးပါရင်ဘယ်စိတ်ရင်းဖိုင်လုံးရအောင်ပါလဲမဟုတ်မှတန်းစင်စိတ်ထဲမှာငါတို့ပေါ့မယူရဲ့တကယ်ကိုအတီးကြီးဖြစ်နေဟာလားဟုတ်ကဲ့ပါရှင်ကျမသွားလိုက်ပါအောင်မေဧကနာတော့ဒီနေ့ရောက်ရမ်းများဖြစ်ထားကြလားမသိလို့ရှင်လေချစ်သူရေးသားတွေစိတ်ဆိုးစိတ်ကောက်နေရပဲမပွင့်မလင်းလိုက်ကြတာရေမောလိုက်တာငါ့ကိုဘသူတွေကထွေထူလာတွေးစရာလည်းမရှိပါဘသူဖြစ်မလဲစဉ်းစားရင်းနဲ့ပဲကုမ္ပဏီရှိရောက်လာတော့ဟိုကြီးတီကြီးနဲ့ဘသူတော့ငါ့ကိုတွေးကြတာဟေးဒီမှာရွရွမှုဆက်ဒါသူမနာမည်ပဲမဟုတ်လားဒီကိုကညီမကိုခေါ်ထားလားမသိဘူးရှင်ဟုတ်ပါဗျာကျွန်တော်မမတ်မိဘူးလားစိတ်တော့မရှိပါနဲ့ရှင်ညီမမမတ်မိလို့ဟိုတခါလေးကားပေါ်မှာခြေထောက်နာတော့အမီပြုတ်ပေးရလေဗျာသိပြီ sorry ပါနော်ရွှေရရုတ်တရက်ဆိုတော့စီသူထင်တော့ထင်တာကြာနေပြီလေ
ဖေမဲ့မိရောကိုကသဘောကျရတယ်သူဆိုတနည်းမှမီးမရတာဒါတော့မရမကဟူကောင်တွေကိုအပူကက်စုံဆိုင်ခိုင်းထားရတာရပါတယ်ဗျဟိုလေရွရွကိုဘာကိစ္စရှိလို့လဲမသိဘူးကုမ္ပဏီထိပါလားရှာဆိုတတိယလို့ဟိုကျွန်တော်ပြောချင်တာဒီနာကကော်ဖီဆိုင်မှာအလုပ်ပါတနာတယောက်နဲ့စာချုပ်လာချုပ်တာမင်းနာမည်ကိုပြောနေရကြလို့ကိုစုံစမ်းကြည့်ရစုံစမ်းရမီလို့ကကျမဖြေးရမှာဟိုတက်ကကုညီပေးရကျေးဇူးပါနော်ရုံးကနေမှာစကားပြောတာဒီလောက်ကြာလားဗျာပေါ့ဘာပြောလိုက်တာလဲဘာမှမဟုတ်ဘူးတန်းစင်ကြည့်နေရကြပြီရွသွားတယ်ကတော်လျှောက်လိုက်တောင်လျှောက်လိုက်နေခဏအောင်မငြိမ်ဘူးပြောလိုက်ခြင်းနဲ့စိတ်မချရင်လိုက်သွားလို့ဘောစည်းဝေးရှိသေးရဲ့နော်ဝင်နေစစ်စီဒီနေ့မရှိဘူးလုံးလိုက်ဗျာမင်းမကြောက်လားဟုတ်ကဲ့အဲ့ဆိုကျွန်တော်သွားပြောလိုက်အောင်မေနေအောင်ဘာပြောစရာကြံသေးလဲပေါ့ရည်ရွယ်မိုးဆက်ကိုအခုချက်ချင်းပြန်လာခဲ့လို့ပြောလိုက်9မိနစ်တွင်ဖုန်းမီကတော့တက်ချက်ကြည့်ပေးလိုက်တော့ဟုတ်ပါပြီဗျာကျွန်တော်ပြောလိုက်ပါမယ်နော်ဟူးမရွယ်နေဘောနေလေမြင်မြင်ကြိုက်မှာမဟုတ်ရင်ငါသေးမှာဘောရဲ့နှကားအကြည့်ကြီးနေမလွယ်ပါလားမလွယ်ပါလားသူစည်ရေးစစ်ဌာနရောက်တော့အမာတော်ပါလိုက်တဲ့သူရှာရသည်တဲ့စီမေဘောကမလွယ်ပါလားကွာဘယ်လိုအမားတို့တကယ်ချင်းမဲ့ရွယ်ပဲသွားတော့မြင်မြင်ဖြည့်စမ်းမှာဘောက9မိနစ်အတွင်းနဲ့ကျွန်တော်တေးရတီးလိုက်ချင်တော့တယ်။အော်ရွဲကကော်ပီဆိုင်သွားတယ်။ကုမ္ပဏီဘေးကသူ့ဧည့်သည်ဆိုရတယောက်နဲ့ကျေးဇူးဗျာကျွန်တော်သွားလိုက်အောင်မယ်။ဟဲ့ဘောကဘာတွေအဲ့လောက်လောနေရတော့တပတ်လုံးဒီအချိန်တစ်ခုတည်းနားရတော့စိတ်ရင်းနေဆိုလေပြီးလေ။ဝေနှန်းစစ်စီရှိလို့နေမှာပေါ့။နေရတမျိုးခိုင်စင်ကပြောတော့မှငါမိနေရကြမ်းဟုတ်ပြီစာရင်းရေးအောင်မယ်။မိရောမိပါမလားတော့မသိဘူး။အစောရဘာလို့ငါ့ကိုတတိမပေးရလဲမိခိုင်စင်။အော်အေးငါဘေးမှားတာ။တန်းစင်ဆိုင်နေဝဝချင်းပိုင်ရှင်အမကတော့ဟဲတန်းစင်မင်းတို့တတိအတွက်လား။မဟုတ်ပါဘူးဗျာမဲ့ရွယ်ကိုလာခေါ်တာ။အရေးကြီးစည်းဝေးပေါ်လာလို့။အော်ဟိုမလေးကောင်းလေးတယောက်နဲ့ထိုင်းနေတာ။ကျေးဇူးနော်မဲ့ရွယ်သူမကအပေါဝါကိုကြောပေးထားတာဆိုတော့မမြင်ရဘူးလှည့်ကြည့်တော့မှဟဲ့တက်စင်ဟိုအားရနာပါတယ်ဘောကမဲ့ရွယ်ကို9မိနစ်အတွင်းမြင်မြင်လာခဲ့ပါတဲ့သူရုံးခန်းထဲကိုရေးကြည့်လို့တဲ့ဟိုရပါတယ်ရွေးလေးသွားလေကျွန်တော်ကလည်းခဏနေလို့ရှင်ပြန်တော့မှာအရေးကြီးလို့နေမှာပါဟုတ်ကဲ့အဲ့ဒါဆိုကျမကိုခွင့်ပြုအောင်နော်ကိုစီတို့ဒီဖုံးမိတီစားဆိုရင်ကောတမီကိုဒုက္ခလာပြီ9မိနစ်အတွင်းသူရုံခန်းထဲရောက်ရအောင်ငါကပြန်လို့ရရဲ့မျိုးစားလားမစင်းစားမစင်စင်နေကောင်10မိနစ်ရှိပြီငါစကားကိုရေးမထလားတွေ့မှာမမရွေရဲ့ဖြည်းဖြည်းသွားပါချိုးလဲနေဦးမေစေးရေးစေးဌာနအငယ်ဆုံးလေးကတတိပြီးတော့သူမပြန်ပြောဘာမှမပြောမိဘူးအခုဟာ15မိနစ်မကြော်ဘူးပဲနောက်တစ်ထက်ကျန်နေဖေဟာဒီနေ့မှအထက်တည်းရလေဘာလို့အဲ့လောက်တောင်များနေရလဲမသိရောလေကားကနေပဲဆက်ပြီးတက်တော့မယ်သွားခေါ်တယ်လူရောခေါ်ခံရတဲ့လူရောတေကုန်ကြလားငါလုံးမိရောမယ်ဟယ်လိုပေါ့အောက်ထပ်မှာရည်ရွယ်မိုးဆက်နဲ့တက်စင်မတွေ့ဘူးလားဟိုသွားပါရည်ရွယ်อ่ะဘာလို့ထင်နေရလဲသွားပြီလို့ပြောရင်ပြီးပြီလေဘာတွေအရေးရှင်နေရတော့ဟဲ့တရားမှအားကိုလို့မရဟဲ့ခိုင်းစင်ဘာဖြစ်တာလဲဘောလေရဲ့ရွေရသူ့ရင်ကန်ကိုမရောက်လို့နေမှာပေါ့ငါ့ကိုအော်ကြလန့်အောင်လန့်နေနားကိုဥသွားပြီနောက်ဆုံးတော့ရောက်ပြီပေါ့ကျမဝင်ခဲ့နော်မင်းပြောမိစကားတွေလေချောင်းဝမအောင်ကြက်ပြောင်ငှက်ပြောင်ဘာလို့ဆိုတကားရှိမှပုံပုံလေးခွေလဲသွားလို့ဟာဟေးမရလားငါမောတယ်ဖုံးမင်းဒီစားဟာကွာလာမောက်လေပြီးကိုလက်နဲ့ချိတ်မောင်ပွေပြီးမင်းရတယ်ဖုံးမင်းဒီစားဒီလောက်မောနေရတော့ခမရကျုပ်နာမည်အစအဆုံးခေါ်နိုင်သေးမောင်လို့ခေါ်တော့ဘာဖြစ်မှာတော့မင်းတော်စကားများပါလားဖုံးမင်းတိအတန်မြောင်နှက်ခမ်းကိုဆွဲပြီးနမ်းပေးလိုက်တော့သူမပြောမိစကားတွေကလေထဲမှာတင်ရက်သွားတယ်ဖုံးသူကြော်ကိုကိုလည်းထူးရိုက်မောက်တာလှုပ်ပြီးတော့တယ်လို့မဘာလို့ကြိုက်ရလဲဗျာသူမကပြန်မဖြေအောင်လေယိုသာမနှဲကိုလည်းဝါအောင်ရှူးနေရတာခုနအသက်ရှူတော့မဝါတော့ဘယ်စီနေမှန်းတော့မသိဘူးမလို့ဖုံးမီးကပြူးကျင်ဝိုင်းဆက်နေမျက်လုံးနေနေသူမကိုအန်အော်ရိတ်တွေအပြေကြီးလာလေသူမမားသွားပြီလားဟိုမမဟုတ်တယ်မမမင်းငါ့ကိုဘလို့မိမ့်မစားမျိုးမှတ်နေရလဲဟမ်နေတွေ့ဘူးရဲ့မိမ့်မနဲ့ငါ့ကိုလာမနိုင်ရှင်နေ
ဖက်ချင်ရင်ဖက်လိုက်နန်းကြီးနန်းလိုက်နေလောက်တာနေရခင်မဖြစ်လာမေသူဆိုတာလေခေါင်းထဲမှာရှိသေးရဲ့လားဟာမကျွန်တော်ရှင်းပြနေကိုငါယုံနေဖုံးမိတေသာတော်ရည်ရွယ်မှုဆက်ခမလွန်မလာနဲ့နော်စင်လွန်းလို့ဒီခန့်နေအောင်ရှောင်းတက်မလာနဲ့ထပ်ပြောကြည့်ယုံနေဆိုရင်စကားခမယုံနေကောင်းမေခမလည်းဖြစ်မှာစောင့်ကြည့်နေနေဘာဖြစ်လဲဘာနေရိုင်းလိုက်စီလားအမားဖြစ်သူနဲ့မနေ့ပြန်တက်ပတ်ခါပေးယူတော့မယ်ညမကိုပျော်ပရီလုံနေနေမရှက်ပြီမင်းငါရှက်တယ်ရိုးစရာအောက်တန်းစားကောင်ခမထင်တာနဲ့ကျုပ်ကပို့ရိုင်းနေအခုတော့တရုတ်အမှန်ကြီးပေါ်လာပြီပေါ့ညမလည်းမလွတ်ချင်းအမလည်းမလွတ်ချင်းနေရတာယူရဲကောင်ယုံနေနေကိုငါယုံနေသူမလည်းရှိသမျှအတန်နဲ့အကုန်អော်ပြီးပောက်ကွယ်ခမအိတ်ယုံနေဆိုရင်စကားကိုထပ်ပြောကြည့်တယ်အိတ်ယုံစရာဆိုတဲ့ကောင်ခမယူရမှာခမကိုခလီးမိုးရောင်လုံမှာအေးကောင်သူမကနောက်တစ်ချက်ရိုက်ဖို့လက်လွဲလိုက်တော့လေပေါ်မှာတင်လက်တီရက်တန်သွားတယ်တခါပဲရမယ်တို့ယူနှစ်ခါခင်ရအောင်ခမနေရလေတောက်အောင်မဟုတ်ဘူးဘာခမလေနေရိုင်းလာကြည်လားရိုင်းဆိုင်ကောင်အေးအရိုင်းဆိုင်ကောင်ရိုးစရာကောင်မေခမလင်းတော်ရမှာဒီအကောင်ကတော့လေထွက်သွားတာလူထွက်သွားတတုံတုံတတိုင်းတိုင်းနဲ့လူယုံမှာကောင်ဟဲ့ယူဖေဟာဗျာဘာဖြစ်တာတော့အမလီငါပြည့်လန်းလိုက်တာပြောလဲပြောလုံနေခိုင်စရာအပြေးလွှတ်ရောက်ချလိုက်သူမနာကိုဖြည့်ချောင်းတွေရဲ့အဆအဆုံးလာမီးနေဘယ်ချိန်တွေကလာပြီးနားထောင်နေလဲမသိဘူးဒီနေ့ရောက်ဖြည့်ချောင်းကတော့အဲ့ဒါပဲအေးငါထင်တော့ထင်တာမင်းကိုကြိုက်နေလိမ့်မယ်လို့ပေါပေါရှာရှာခိုင်နေရဲ့ဘယ်ဟာငါ့ကိုကြိုက်ရမှာလဲငရဲနဲ့ကောင်ဖမ်းချင်နေရလို့ပြောရအောင်လေရွှေတို့ညံမငါမဟုတ်တော့ခက်တာခိုင်စင်ကအရွှင်ဖောက်တယ်လို့နေကြားပြက်ပြောတော့စိတ်တူနေရတဲ့ကြားရွရွပြုံးချင်ပြက်သွားတယ်ပြောလေပြောတတ်တယ်ဒါတော့မင်းလို့နေမှဖုံးမီစိတ်ညစ်လို့တယောက်တည်းထိုင်တောင်းနေပါလေဆိုအိုနွားတွေကဘယ်ဟာတည်းကြားလာကြလိမ့်မသိကိုကိုလုံနေကြည့်ပဲလာချနေတာတယောက်တစ်ပေါက်နဲ့စိတ်ထဲတစ်ခုခုဆွဲထားခြင်းတလို့ဆွဲထားစီခြင်းတလို့နဲ့မတင်မကြရင်နေမှာဇပွဲကိုအားပပါနဲ့ခက်ပြင်းပြင်းရိုက်ကြတော့ခုနကလည်းတယောက်တစ်ပေါက်နဲ့ကောင်းနေရဘာလို့လောက်တာလဲဆိုရင်ကြီးနေဟဲ့ဘာယူထားလဲမင်းတို့အပေါက်ကိုငါပိတ်ပေးရမလားကိုဟောက်ကိုပိတ်ကြမလားဖုံးမရခက်တီတီနဲ့ထားဟောက်တော့မှအေးပါကွာမင်းကလေစိတ်ကြီးပဲအကွာဟိုကပါရဟဲ့စစ်မေးမင်းရဲ့အပေါက်ပိတ်မလားငါစောင့်ကန်လိုက်ရမလားတော်ပြီဟဲ့စစ်မေးဟိုကောင်အခုချိန်ကလူစိတ်ရှိရမဟုတ်ဘူးမင်းကိုတကယ်ထစောင့်ကန်နေမယ်တို့ကဝေမီပြောတော့မှအေးမင်းတို့နှစ်ယောက်လုံးစောင့်ကန်ခင်ရတော့မှာနော်အဲ့ဒါမင်းအခုဘာဆက်လုပ်မှာတော့ငါပေါ့အမော်နှကောင်ကစလာပြန်ပြီဟိုနှကောင်ညင်သွားလို့နားရိပ်ပြီးမှတ်တယ်ငါလည်းမသိဘူးဘာဆက်လုပ်အောင်မနောက်ဘက်တည်းဆိုရင်လက်ထားရတော့မှလေမျက်နှာပူစရာယူပါအမော်ရင်းဟာငယ်ကောင်ကပါဝေးပြောတော့ဟူးမင်းတို့တော်တော်အားနေလားတော်တော်ဆက်စုကြရပြီအေးငါတို့ကလေလာခြင်းလို့လာတယ်များမှတ်နေလားမင်းရဲ့ချစ်လာဆိုတော့မှလိုက်သွားပါဦးဆိုလို့ဒီရောက်လာတာဟဲ့ဘာပြောလဲမားကလေမင်းတို့ဘာလို့ပြောတာမြမအတန်တခါလေးလူနေဟဲ့ရလှုပ်ပါပြန်ပြောစမ်းပါငါကြားချင်လို့ပါကွာအခုမှဖုံးမင်းပြက်ကနွေရာသီလက်ပံပွင့်ချင်းတရေတများခွေးယူကြည့်ကြနေတယ်မင်းတို့ပြောမှပဲသူ့ကိုယ်သူတော့တတိပြောင်းဝင်လာတယ်လို့လူတယောက်လို့ဟူးသူကလေသူ့ပါပဲမားနေပတ်သက်ရဲ့အဲ့လိုအယူမှုဖြစ်နေတာဘေးရောက်လူတွေတော့သိတောင်လဲဟိုအဖွားကြီးပေါက်စာတော်ယူရလေမသိရဘလူးကံမျိုးလေရော့မင်းကြောင့်သိလို့ဒီကကြုံကြီးရလေတခါတည်း record ယူပေးထားပါတယ်ခင်ဗျဖုံးခွင့်ချင်းမားရဲ့အတန်လေးဟာချိုအီလေးနဲ့နားစီရင်ပြောဝင်သွားတယ်ခက်တာသူ့နာမည်ကိုခေါ်တာမဟုတ်ဘူးဟယ်လိုပြောပါခင်ဗျဟိုဒီကမင်းတို့ကောင်လားမသိဘူးနော်ခင်ဗျဟုတ်ပါတယ်ဗျဟိုလေဟိုဘာပြောချင်လို့လဲမသိဘူးဒီကမှဟိုဖုံးမင်းလေသူ့ကိုကီယူစိုက်လိုက်ပါအောင်လားဟိုဒါဆိုအမဖုံးချလိုက်တော့မယ်ဟာမားလေငါ့ကိုဟုတ်လားအေးခုမှတမတွေမားမနေနဲ့နော်ခုနကကြတော့တည်တော့မယုံနေဒါမဲ့ငါစိတ်ဆိုးတယ်ကွာ ဘာဖြစ်ပြန်ပြီလဲကွာမင်းကညနေသမီးအမပြန်လာမယ်တဲ့မမပြောတော့မင်္ဂလာဆောင်ကန်ဒီမှပြန်လာမှာဆိုဟဲ့မနေ့ပြန်ဆောင်တော့မှလေဒီကလေးမတော့ကို့အမမင်္ဂလာဆောင်မေးနေလားတင်ငါခောက်လိုက်ရမေးနေရမမေရမပူရဲ့နေကိုကိုညီချင်းနေမေးငါဘယ်လိုလုပ်အောင်မလဲဖုံးမရမပူကိုချစ်နေမှာဒါဆိုငါရော
အနာဂတ်ဆိုတာလူတွေရဲ့လက်ထဲမှာမရှိပြီမင်းမနဲ့ပြန်ဆိုတော့သူမရဲ့လက်ထဲမှာရှိနေမဟုတ်လားဟူးခဲရကြီးဟဲ့ကြီးပဲငါခောက်မိုံမေကြားလာငါပြောတာဘာကြီးပြောလိုက်တာလဲမိမိစိတ်ဝင်စားမှုကိုမရှိဘူးနေအခုတလောကိုဘာပြင်းနေရလဲမနေ့ကငါကြည့်နေတာတမိုင်မိုင်တက်ထွေးထွေးနဲ့နေအမကိုသွားကြတော့လို့ပြောမို့ဟေးဧည့်သည်တယောက်ပါလာမေးတဲ့အိုးကိုမောင်ကိုပါခေါ်လာလိုက်တာလားမပူတီလောက်တီကိုရဲမှာမဟုတ်နိုင်ပါဘူးဒါဆိုဘာလို့လဲတငယ်ချင်းတော့မဟုတ်နိုင်ဘူးသူသွားတာလေကိုထက်အာကောင်မောင်နဲ့အတူပြေုံလေးကိုတူတူအပန်းပြေခရီးမျိုးသွားတာမဟုတ်လားဒါကလေသူမအပြစ်မလွတ်ဘူးဘာလို့ဆိုသွားဖို့အကြံဉာဏ်ပေးတာသူမလေရည်ရွယ်မှုဆက်ရဲ့ဘဝတပြေးပြေးနဲ့ပယုတ်လုံးကိုလေလုံးပါတော့မလား fighting မနေ့ပြန်အတွက်သူမကိုသူမအားပြန်ပြီးမပူသွားကြရကားလန့်အတိုင်းဂယိုးဆိုင်ပြီးကားကိုတီချမောင်းလိုက်တယ်ဟဲ့အောင်ဖုံးမိသေးစားငါတို့ကိုရှင်းစမ်းပါဦးနေပြန်မယူရဲ့အမနဲ့မင်းနေလည်းထက်တော့မှာဆိုစီမင်းကမေးတော့ဟိုကပါချသွားနေတော့နေသည်အသေးတက်သွားမှာအမွာနှကောင်ကပါလာခုတ်နေရောမင်းတို့မသိပါဘူးအေးမသိလို့မေးတာပေါ့ဖုံးမိရကိုရေးတဲ့ဇက်ကိုနိုင်အောင်ကနော်မင်းတို့ကောင်းနေရကွာတကယ်အာယုံပဲအရေးကြီးပြောစရာရှိရဲဆိုရင်မနဲ့မိုးမလင်းသိန်းကိုချိန်တော့သူမှဘာအရေးကြီးတာဖြစ်လဲဆိုရင်ညာမနဲ့ပတ်သက်တဲ့ခန်းစားနေရတဲ့ခန်းစားချက်တွေကိုခဏသိမ့်ပြီးထွက်ကပ်ပါတယ်ဆိုဒီရောက်တော့ဘေးကျန်နှက်ချက်ဖြစ်အောင်ဟိုကစိမ့်လိုက်ဒီကစိမ့်လိုက်နေမသိရင်သူတို့သားမှန်နေလားမသိဘူးအဲ့ဒါဆိုမင်းကမိုင်းရီရွယ်ကိုလေမကြိုက်တော့ပေါ့ဒါဆိုငါလိုက်တော့မယ်တစ်ချိန်လုံးငြိမ်နေရင်မဟောကထပြောတော့ငါပြောလားမကြိုက်တော့လို့မင်းဟာဘာလဲကွာမနဲ့ပြန်မေမင်္ဂလာဆောင်တော့မယ်အခုဒီဟိုလဲမလို့ဒီဟိုလဲမလို့နဲ့လွန်လွန်အားကြည့်တယ်လို့တော့မထင်ဘူးလားနိုးပါမထင်မယူရယ်ကော်ဖီလာတော့တာလားမင်းတို့ကအနောက်ကိုလှည့်ကြည့်ပြီးမျက်လုံးအဝိုင်းသားနဲ့ပြောတော့သူ့မှာပြောနေတဲ့စကားတော်မှာတန်းလန်းကိုပြက်သွားရတယ်။အော်မင်းတို့ပါလားဟုတ်တယ်အမအသီးနဲ့တူကော်ဖီလာတော့တာလေရီသွားကြမယ်လေအသီးလားဟုတ်တယ်ရီအသီးတွေကိုမောင်သွားကြမယ်အမသွားတော့မယ်နော်အသီးလဲလာပြီးဆိုတော့နောက်ကျဆုံးကြအောင်ပါဟုတ်အမဝါရီတဲ့ဟဲ့ကောင်မက်ကြီးရွယ်ကိုရီလို့ခေါ်တာငါတခါမှမကြားဘူးသူတို့နှစ်ယောက်ကြားပတ်သက်မှုအတာမန်တော့မဟုတ်နိုင်တော့ဘူးဘဲကြီးရဲ့အကြည့်ရာချစ်ရီရွှဲနေမျက်လုံးတောက်တောက်နေကြည့်နေတာငါတို့ဘေးကကြည့်နေတဲ့လူတွေတောင်မှရိတ်စားမိရဲ့ဟုတ်တယ်အမကြီးရွယ်ကလေကိုမောင်နဲ့အဲဘဲကြီးကိုငါသိတယ်ဖေဖေရဲ့မိတ်ဆွေကိုထက်အာကောင်မောင်နဲ့မင်းတို့စီမင်းတို့ကလည်းလောင်တော့မင်းမျိုးရေနံစီကိုသွားဖြန်းတယ်လို့သွားဖြန်းတော့မီးကလည်းတောင်းဝင်အရာထပ်ပို့ပြီးတော့တောက်လောင်လာတယ်မင်းတို့အပေါက်ကိုကိုယ်တိုင်ပိတ်ကြမလားတပတ်ထမင်းမစားနိုင်အောင်ပိတ်ပေးရမလားကိုဟာကိုပဲပိတ်မယ်ကောင်ဘာလို့ဆိုသူတို့ဖုံးမိလက်စောက်ကိုတီးနေကြအောင်ပါခုနကကိုမောင်ဆိုတဲ့တယောက်နေကြတော့အပြုံးတွေကိုဖော့တီတီပေးနေပြီးတော့သူနေကြတော့အမြဲကိုမှုန်ကုန်ပြီးတော့သူအနာမှနေခိုင်းထားကြနေရောသူ့ကိုလည်းကြည့်တော့မကြည့်တော့ကိုယ်ဝိုက်ပြီးတော့မင်းတို့နဲ့မသာသူထင်တယ်လို့မဟုတ်ပဲအမဘူနေလက်ထက်တော့ဘာမှဝင်ရောက်မစိုးစဖက်ဘူးဆိုလို့ရှင်ဖုံမင်းမှန်းချက်နေနှံ့ထွက်ကြိုက်မှာမဟုတ်ဘူးဘာလို့အောင်မလဲကိုတော့ယုံကြည်မှုမရှိတော့ဟူးမမေကိုပဲပြောလိုက်ရမလားဖိတ်စာအသီးတွေလောက်ပဲဖိတ်ထားတော့အဆင်ပြေနိုင်နေဘာလို့ဆိုမင်္ဂလာပွဲကနှစ်ပွဲလုံးပါလေလူငယ်တွေပဲကိုအရင်လောက်တာကြောင့်နာမည်ပြတ်မှာဘာညာတော့တိတ်ကိစ္စမရှိပေနဲ့သူသာအမဘိုးနေယူရိုင်းတကယ်ယူမှာမောင်ကိုသူမလက်လို့မခံနိုင်တာခိုးရင်ကောင်းမလားဟာငါအဲ့လိုလုပ်လို့မဖြစ်သေးပါဘူးမရဲ့ဂုံတိတ်ခါရှိသေးစိတ်လေရဲ့ကွာဟဲ့မင်းရဲ့ရုပ်ကအီးမှန်တဲ့ရုပ်နဲ့မနေ့ပြန်ဆောင်မဲ့တို့သားဒီလိုရုပ်ဖြစ်နေတာမကြီးရွယ်အမောက်လေးနည်းနည်းပါးပါးအားနာဝဟိကောင်ဟုတ်တယ်ဖုံမင်းကတော့တော်တော်လက်လွန်နေပြီနော်နောက်ပြန်ဆုပ်လို့မရတော့ခုချိန်အေးပါကွာငါသိပါတယ်ငါရောဘာပြောနေလို့အေးပါကွာငါတို့ကလည်းမဖြစ်တဲ့နာတွေမဖြစ်အောင်ကြိုးပြောထားတာဒါနဲ့ပုံမီအမကြီးရွယ်အမရောမင်းယူမဲမိမလေးမယူရသေးပါဘူးကွာဘာမိမတော့မနေ့ပြန်မြင်ဖြစ်တော့မှလေပြုံးလေတွတ်သွားတယ်ပြောတာပဲဒီညက်နေတော့ပြန်ရောက်ပြီတဲ့အော်အေးသူတို့မသိတာသူတို့ပြောနေရဲ့ချင်းမိန်းကလေးတယောက်ကလည်းအပြုံးကြည်လေးနဲ့ပေးနာဖြတ်သွားတာဝိုင်းနေရရှိရဲ့ဘသူမှတတိမထားမိလိုက်ဘူး
မပိုးရင်နင်းကလည်းတကယ်ပါပဲကြာလိုက်တာအတီတယောက်နဲ့တွေ့လို့နှုတ်ဆက်နေတာကြာသွားတာပါရွှေလေးရဲ့အခုအဲ့ဒါမပိုးလို့အရင်အစီအစဉ်နိုင်မလားမပိုးဘက်ကတော့သိကြတယ်ပို့ပါလေကိုမောင်ကလည်းမခံနိုင်ဘူးလားမဟုတ်ဘူးကိုပြောချင်တာကွာပို့ကိုအဲ့လိုတော့မထင်ခဲ့တာတော့အမှန်ပဲဒီတစ်ပတ်အတွင်းအဲ့လောက်ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုဆုံးဖြတ်နိုင်မယ်လို့လေဟုတ်ပါတယ်ကိုမောင်ပြောတာလေသူကလည်းတွေ့ဝေတက်တဲ့သူကိုမောင်ပြောတာပို့ကိုတမျိုးတမီပြောတာမဟုတ်ဘူးနော်သိတယ်မလားပို့လေးပို့သိပါတယ်ဒါကြောင့်ပို့လေးကိုလေချစ်နေရပါကွာကိုမောင်ကသူ့ရဲ့လက်ဖွားနင်းနွေးလေးနဲ့သူမရဲ့ကောင်းကိုလေဖွားဖွားလေးစပင်းလာတက်ပြီးတော့ကိုမောင်ကလေညီမလေးရှိရင်လေတော်တော်ကင်းနေအမလီနော်ကိုမောင်ကြီးတို့များနော်တကယ်မပြောလိုက်ချင်ဘူးအရှိကိုလေရည်ရွယ်မှုဆက်ဆိုရင်ဒီကောင်မယောကိုပြောက်လူသားဖြစ်တာတတ်မှတ်လိုက်ပါတော့တွေ့လားခလေးရှိမှစင်ကျင်ပါဆိုခုတော့ပိုးကလေရီလေဒီလောက်တော့နားလေပါတယ်ဟုတ်တယ်မလားရီဟုတ်ပါတယ်သွားလိုက်ပါဦးမေဂီယိုးဆိုင်ပြောင်းရွှေဟုတ်မှာပေါ့ဖူးဖုံးမင်းတီစာသူမတကူတွေကြားရယုံသားရေးရွရင်အိုးငါသမီးလေးကချစ်စရာလေးပါလားဒီလိုလေးပြင်လိုက်တော့လေဒါဆိုသမီးကမပြင်မလောက်ပေါ့ဟုတ်လားဒီသားမိတွေဘာတွေပြောနေကြတော့ပြီးသွားကြရလားဟုတ်ရွယ်တို့ပြီးသွားရန်နေအိုးဒီကလေးမလေးကတော့နောက်နိုင်ဝဲလောက်ဆိုရင်မင်္ဂလာပဲဆောင်ရတော့မယ်ဘာအန်နီတော့သမီးရဲ့မမီလို့ပြောင်းခေါ်ရလေကွယ်အမိတ်ပေးရလေးမဆန်ယူကျိုးတာလည်းမဟုတ်တဲ့လေးတန်းနဲ့သူမကိုပြောတော့လေအော်ရောက်ခမတို့စာတိပြလိုက်ထင်ပါရဲ့မိမိရှိမှဒီလိုကြီးခေါ်ခိုင်းတော့နည်းနည်းတော့လေရှုထူရှက်နဲ့နေရထိုင်ရခက်စီရင်ဟုတ်မမီဒါဆိုသားကိုလွတ်လိုက်မယ်နော်လာမူခိုင်းသွားမယ်ပြောလဲပြောမိမိလက်ကိုပါတခါရင်းဆွဲသွားတော့သူမမှာအခန်းထဲတယောက်တည်းဖုံးမင်းတီစားဆိုရင်သူလာရင်တော့ဘလို့တွေတော့မျက်နှာချင်းဆိုင်ရမလဲဟူးဘလို့ပဲပြဿနာတွေကိုဖြေရှင်းပြီးရပဲထားသူမအတွေးလိုနေနေတက်ဆက်တယ်မှာပဲကျွန်တော်ဝင်လာခဲ့မယ်နော်ဆိုရင်အတန်ခက်အော်အတန်အမိတ်တန်ဆန်ဆန်နဲ့တကားပြန်နေအတန်ပြောတော့ဝင်လာခဲ့လေပြီးပြီလားဒါဆိုလဲသွားကြမယ်လေခဏခုနကသူမကိုအလှပြင်ပေးနေဖေဖေဟာသူတို့အမွေအနှစ်ဘိုးဘွားပြင်စည်းအပြည့်သိမ်းထားခဲ့တယ်ငဲ့ရုပ်ပုံရင်ထိုးကြောက်စီကိုတရိုးသားကိုလည်းမထည့်ပေးလိုက်ရလို့လာရင်တက်ပေးပါအောင်ဆိုရောမှန်နေကုန်မတင်ခဲ့တာဘာလို့ဖို့ကြံသေးလို့လဲဟိုခုနကဖေဖေကမင်းလာလို့ရှိရင်ဒါတက်ပေးဖို့ပြောခဲ့လို့လေခါနဲ့ကိုင်းပေးပါလားတက်ပေးကျင်တာမလားတက်ပေးကျင်မိအောင်တက်လေသူမကရိမ့်မိပါတယ်နန်စားကိုဖျောက်ပြီးသူမကိုစကားပြောနေတာသူမအရက်ကအမှန်ဆိုအလောက်ထိမပူသူကလူရာထက်ကိုပို့ပြီးရှင်နေရလေဖုံးမင်းသူပြောလိုက်တော့စိတ်ရှုပ်တွေရဲ့မျက်နှာလေးကအတိုင်းသာမသူ့ရင်ထဲမှာရှိရဲ့တိုင်းစိတ်ကမျက်နှာပေါ်မှာချက်ချင်းတန်းပေါ်လာတယ်မမီမကန်းနဲ့ခြေပြားလေးထောက်ပြီးခေါင်းလေးမို့ပြီးအတင်းတက်ပေးနေပေါ်ဆွဲမော်ပြီးတော့လေနှမ်းကျင်စရာဒီရတော်ကြီးပေါက်စားလေးကတော့လူကိုလေတော်တော်မြူဆွဲနိုင်တယ်ပြုတ်ကြတော့မှာပဲငါလက်မထောင်းနေဦးမနဲ့ခြေပြားပါထောက်ထားသေးရောမင်္ဂလာခမ်းပါတယ်မဟုတ်ရင်ဈေးုံကန်နဲ့အရင်ဝင်နေအောင်မယ်ကလေးမဟုတ်ဖားမဟုတ်နဲ့ကိုဘေးကိုမကြည့်တတ်ဘူးပြောလို့ရှိရင်နှက်ခမ်းကိုလေတထောင်လောက်ဆိုပြီးတော့မခေါ်ဝင်းနေအောင်မယ်ကျွန်တော်ဘာသာကျွန်တော်တက်မယ်ပေးမမီမကန်းနဲ့တွားကျုပ်ချင်နေလားခမရော့ဟဲ့ဖုံးမီတရိုးသားလောင်းကြီးကြွားမြန်းမှာတော့ကွာအလားပြင်ခန်းထဲမှာမင်္ဂလာဦးနေမလို့လားကြာလိုက်တာလာဘာမှမနေသွားမယ်အော်ထွက်လာသေးရဲ့နော်ငါဦးနေပြန်အောင်မိနေမင်းတို့ပေါက်ကိုယ်တိုင်ပိတ်မလားကိုဟာကိုပဲပိတ်မှမလို့လေခမ်းပါတယ်ကြော့ပါတော့ပြောတော့ဖြစ်ဒီကောင်ကအမဘိုးနေပဲယူတော့မလို့လေငါမရွရွယ်ကိုသူတကယ်ပဲလက်လွတ်လိုက်ပြီးထိနေရကွာစင်မင်းကလည်းရှေ့ကမြောက်ကြသွားနေရင်ဖုံးမင်းနဲ့ကောင်းဝင်လေးကိုမပြောခက်ယူလေးသွားနေမက်ရွယ်တို့နှစ်ယောက်ကိုကြည့်ပြီးပြောလာတော့အေးငါရောပဲမင်းတယောက်တည်းမဟုတ်ဘူးအဲ့လိုတွေဟာဖုံးမင်းကလည်းဒီလိုတွေးနိုင်တော့အော်ချနိုင်စရာတော့ဟေ့ကောင်မင်းတို့ကဖုံးမင်းကိုချီကျူးရဲ့လေးတိုင်နဲ့ပါပြောတယ်အမဘိုးကလည်းမထင်အောင်တော့ကွာမက်ရွယ်ကလည်းသူ့ဟမှာသတို့သားမလို့စောင့်တင်နေစီတွေအကုန်စောင့်တာနော်ဖောင်းနေအကုန်ခတ်တာတော့ဖုံးမင်းတီစာတို့မလူးတာမလို့သာဖြည့်ကြပါကွာမဟောကပါသူတို့ရဲ့စကားဝိုင်းနဲ့ဝင်လာတော့စကားဝိုင်းကပူပြီးစီလာတယ်ဟဲ့အောင်နေမင်းတို့ချီကြောက်ရည်နိုးမနေကြတဲ့နဲ့ကွာညကြလို့ရှိရင်ဝိုင်းမထောင်ရပဲနေမယ်နော်သူလန်ပြောမှာမဟုတ်ရင်ဘေးနာအဖွားကြီးပေါက်စားလေးမျက်နှာခရမ်းကျင်သည်အနီလုံးလောက်ဖြစ်တော်မင်းတော်တော်လေးကိုအဆက်ကြီးပါတယ်မင်္ဂလာခမ်းပါတယ်သူမငိုကျင်လာသလိုရင်ထဲမှာတင်းတင်းကြက်ကြက်ကြီးနဲ့
ဘေးကကြည့်တဲ့အကြည့်တွေကဆက်ဆုပ်တဲ့အကြည့်တွေနဲ့ကို့အမယူမဲ့တတူးသားကိုဖျက်လုပ်တာလေစောင်းတော့ကဘလောက်ပဲအေးခဲ့ပါစီအပြင်ရောက်တာနဲ့ဇာတိတွေကပြလာပြီငါတင်တော့မတင်ဘူးငါညမပြောတာလေကြာချင်းတော့ကနေပထမမလာတော့လုံနေရလေရဲ့ကိုအမားစီကနေဖျက်ခုတ်လောက်တဲ့အတီကိုအဲ့ကောင်ကဘာတွေများထိုးကြနေလို့လဲလို့ငါကြည့်ချင်လို့တက်မင်လာတာလေအမလီဖျက်လဲဖျက်ခုတ်ချင်းစရာနော်အားကိုးချင်းစရာယူဟဲ့တူတမျိုးကြဲတမျိုးသူမကြားကြအောင်လေပေါ်တင်ကိုအတင်းတုံးနေတဲ့စကားတန်တွေကိုခဏလွန်းလွန်းရှုပြီးစိတ်ကိုတန်းနိုင်ဆုံးပြင်စင်နှက်ခမ်းပါအပြုံးတူတစ်ခုချိတ်ဆွဲဘေးကလက်ချင်းချိတ်ထားတဲ့တယောက်ကိုမိုးကြည့်ရောမီးကြိုးတွေထောင်းနေရအန်ကိုချိတ်ထားတာတွေ့ရောသူမပူပြီးဝမ်းနေလာတယ်။အော်အဲ့လောက်တောင်လာကွယ်။သူမရဲ့မင်္ဂလာပွဲကဒီလိုမျိုးလို့တကားမှရောင်လို့တော့အိမ်မက်ဘူး။ဖုံးမင်းစကားတန်တွေကိုအတိုင်းသာကြားနေရတယ်။မောင်ကိုကြီးရောဘာမှမကြားသလိုဟန်နေမြဲတိုင်းနေစေတောင်းရက်ပြီးပြုံးတောင်လိုက်ပြုံးပြနေသည်။မရဲ့ကျွန်တော်သာအကြက်မကန်ခင်ဒီလိုတွေပြစ်လာစရာအကြောင်းမရှိပါဘူး။ဒါရီအားလုံးကသူ့ကြောင့်လေသူ့ကြောင့်အစီအစဉ်ကြီးညာသူမကြီးညာခင်ဖုံးမင်းမိုက်ကိုယူပြီးနေချောင်းဟန်တော့ဖုံးမင်းကမင်္ဂလာပွဲကိုဖျက်တော့မှာလားသူမဒီလိုပဲအဆက်ခွဲရတော့မှာလားဟုတ်မောင်ရဲ့ရက်ဆက်လိုက်လားသူမယူတော့မာမီတို့ကဟိုကောင်တွေရောလေလှုပ်ရွာဖြစ်တယ်အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်မင်္ဂလာပွဲကိုကြွားရောက်လာပြီးရင်သူအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကိုပြောချင်တာကတော့အပြင်မှာဘလို့ကောလာဟာလာမဟုတ်မမှန်တဲ့သတင်းတွေထွက်နေမှမသိပေမယ့်အခုကျွန်တော်လက်ထက်မဲ့အမျိုးသမီးမရည်ရွယ်မိုးဆက်ကိုကျွန်တော်စိတ်နဲ့ကျွန်တော်စိတ်ခင်နဲ့တလို့ယူထားတာဖြစ်ပါတယ်ဘသူတဦးတယောက်ရဲ့မြူဆွဲခြင်းမရှိပေကိုယ်တိုင်ချစ်လို့ကြိုက်လို့ယူမှာပါကို့အမရဲ့တရိုးသားကိုဖျက်ကုတ်တယ်ဆိုရင်စကားဘာကိုကြည့်ပြီးပြောထွက်နိုင်ရလဲမသိပေမဲ့လည်းအရင်အမဘိုးနဲ့လက်ထပ်အမဆိုတာဝင်ခံပါတယ်ကျွန်တော်ချစ်တာကမရည်ရွယ်မိုးဆက်လေဒါကြောင့်မကိုမပြေးဖြစ်တဲ့နည်းနဲ့ကိုအကြက်ခံခဲ့ရပါမသာကျွန်တော်ကိုလက်မထမ်းရင်အမပူဦးစီးရဲ့ပန်းချံကိုလည်းဖြက်စီးပြစ်မှာဆိုကြက်ခံခဲ့ရပါဒါအပြင်ကျွန်တော်ကိုလက်မထမ်းရင်ကိုအဆုံးစီရင်မှာဆိုပြောလေအကြက်ခံခဲ့ပါသေးတယ်ဒါကြောင့်ဘလူနီးနဲ့ပဲဖြစ်ဖြစ်ကျွန်တော်အမျိုးသမီးဖြစ်လာမယ်သူဘလူအရာနဲ့မှထိပါမလားဖို့ဒီနေရာနေတတိပေးပြစီကျွန်တော်ကသာမကိုလေအကြက်ခံခဲ့တာဖြစ်တဲ့အတွက်တစုံတရာအပြစ်တင်ခဲ့ရရှိတော့ကျွန်တော်ဖုံးမင်းတီစားတော့အပြစ်တင်မှုပြောကြပြစီကျွန်တော်ရဲ့လက်ထက်ခွင်တောင်းတာတော့ကျေးဇူးပြုပြီးလက်ခံပေးပါမှာလက်ခံလိုက်ဖုံးမင်းတီစားအမကြီးရွယ်စင်အောက်ကနေအတန်ပလန်တွေပါထွက်လာတယ်အဲထဲမှာစင်မင်းတို့အုပ်စုကအတန်ကျင်ဆုံးမို့တကယ်အားကိုးရဲ့ကောင်းကြီးတွေသူမရဲ့အဖြစ်ကမင်္ဂလာဆောင်မှပဲလက်ထက်ခွင်တောင်းခံရလို့ဟူးအခုမှပဲအပူလုံးကြီးကျသွားတယ်သူမကိုကောက်ွယ်ပေးရနေကိုတော်တော်လေးကိုလည်းကျေးဇူးတင်နေပြီဒီလိုနဲ့သူတို့မင်္ဂလာဆောင်နေရရင်တမမနဲ့သာပြီးသွားတယ်မိမိတို့ကမထည့်ချင်မိမိရောင်နောက်စတုံးပါဆိုရင်ထုံးစံအတိုင်းသူမရောက်ခမအိမ်ပေါ်သာရောက်လာခဲ့တာပေါ့ဒီလိုနဲ့ညစာတူတူစားကြပြီမမီတို့ကပင်မန်းလို့တင်နေအစောကြီးတက်သွားပြီသူသားကိုလည်းအမြင်ပြန်လာဖို့လည်းမှားတမ်းပြီးတော့အပေါ်တက်သွားတယ်စင်မင်းတို့အိတ်ခံမှုဖုံးမိဟာခုနကလေးတင်ထွက်သွားလေအိမ်ကြီးရဲ့အိတ်ခံထဲမှာသူမတယောက်တည်းထိုင်နေပေမဲ့အတူတူအခန်းထဲသွားပြီးသွားဆောင်တာပဲကောင်းပါတယ်သူမတွေးဆဆလေးနဲ့အခန်းထဲဝင်ခဲ့တော့အဝေးအစားဝင်လေတော့ဒီလိုတွေမပြင်းရသေးပါဘူးအခန်းကိုကြီးကချက်သီးထစရာကြီးဒီလိုညမျိုးမှာတရူးသားကိုစောင်းပြီးအေးရမိမှန်သိပြီမင်းလုံးဝမျက်လုံးမရအောင်မျက်လုံးတွေကတပြေးပြေးငိုက်လာတော့သူမလည်းစိတ်အလိုလိုက်ပြီးအိတ်ဆက်ချင်းစီကိုဘလောက်တောင်ကြာသွားလိမ့်မသိဘူးသူမအိတ်တာနာရီကျော်2 နာရီခွဲမကြီးမိန်းမကြီးအသေးသက်လေးဦးကျူးလေးမောင်ရင်အဖွားကြီးပေါက်စာလေးရှာလေးအားလေးတိုင်နဲ့အိတ်ရှိဧကန်ကနေတကြောအော်ခေါ်နေတဲ့ဖုံးမီတီစားဆိုရင်ကောအခုချိန်နှုတ်သာဆင်းပလိုက်ခြင်းနဲ့မာမီတို့သာကြားသွားရင်ဘလို့လုပ်မလဲနည်းနည်းလေးမအောင်မစင်စားမောင်းလာပြီလေကွာမောက်ကလေးလေးခန္ဓာကိုယ်ကသူမပေါ်မှာတပြေးပြေးလေးရိုင်ကျလာပြီသူကောင်ကသူမရဲ့နှာခေါင်းဝါမှာအယက်နဲ့နေရေမွေးနဲ့ရေအားရောပြီးခက်အီအနက်တကျတကူကမောင်းခန္ဓာကိုယ်ကနေထုတ်လွှင့်တာခေါင်းနေတော့မှမူးနေပြီမောင်ကရေမွေးဆိုရင်အနံ့ပြင်းပြင်းမှာစွတ်တယ်ထင်ပါရဲ့ဖုံးမိတေးစားထားစမ်းမအောင်နင်းခန္ဓာကိုယ်လေးရငါ့ကိုယ်ပေါ်မှာအသက်ရှူချက်နေပြီမောက်ကလေးလေးရေပြောလေပြောသူမရဲ့နှာခေါင်းခက်လုံးလေးကိုလက်မလည်းလက်ညှိုးသုံးပြီးလာညစ်တယ်ဖုံးမိတေးစားနေအသားမဟုတ်တိုင်းလွတ်စမ်းနာတယ်ဟဲ
သမီးလေးကစိုးရိမ်ထနေရလားဟုတ်မာမီအမှန်ကမိမိလေးရောက်ခမအိမ်သွားလို့ရှိရင်မနဲ့အစောကြီးထားရမယ်ဆိုပြီးတစ်ချက်လို့ရဆက်တန်းနေထုတ်လွှင့်လိုက်တာမနဲ့ကတော့မထမှာဆိုလို့ဖုံးဆက်ပြီးနှိုးတာလေသူမကိုရန်ကလည်းမမီတို့သူ့အပေါ်မှာမျက်နှာကွက်မှမလို့လားကလည်းပါတယ်ဒါကြောင့်အရင်ကနေမြင့်အောင်နဲ့အိတ်ခဲ့တဲ့သွားအခု၄နာရီခွဲကိုချက်ချင်းထရောက်ခမကိုမျက်နှာလှုပ်ချင်တယ်လို့ပြောရင်သူမခံရမှာပဲသမီးရဲ့မီးတုတ်တို့ရှိရပဲထစရာမလိုပါဘူးကွယ်ညကလည်းပင်ပန်းထားတယ်မဟုတ်လားရှင်မာမီပြောတာမင်္ဂလာပွဲမှာပင်ပန်းခဲ့တာကိုပြောချင်တာလေဟုတ်ဒါဆိုသမီးမီးတုတ်ကိုကူညီလိုက်အောင်မယ်နော်ဒေါက်ကင်လေးကလည်းပြောဆူဆူနဲ့သူမရှိရနေလှစ်ခနေထွက်သွားတဲ့ရွရွကိုကြည့်တပြုံပြုံနဲ့ကျွေးမအလိမ္မာလေးဟာတကယ်ကိုအသွက်လေးမိတော့ရွပါကူညီလို့အောင်လေရပါတယ်မမလေးမိတော့လုံးနေကြထားရမမလေးလို့မခေါ်ပါနဲ့နားရတမျိုးရွလို့ပဲခေါ်ဒါမှမဟုတ်အမရွလို့ခေါ်ခြင်းခေါ်ဟုတ်ဒါဆိုအမရွလို့ပဲခေါ်တော့မယ်နော်အမရွကဘာချက်တယ်လေရွကအမှန်ဆိုမချက်တတ်ဘူးရဲ့မိတော့တင်မီလေးရတယ်မလားအခုမှပဲတက်ပြင်းချနိုင်တော့တယ်အမရွရဲ့ဘာဖြစ်လို့လဲမိတော့ရဲ့အကိုလေးယူရဲ့မိမအကိုလေးလို့စိတ်ကြီးရဲ့သူမှတ်နေဟာမိတုတ်တို့ဆိုနေအကိုလေးအရန်ကြောက်ရတာရုတ်တီကြီးနဲ့အခုကျအမရွကအရန်ချစ်စရာလေးတဘောလေးကောင်းနေဖုံးမင်းကစိတ်ကြီးလို့လားကြောက်စရာမကောင်းပါဘူးရွရဲဆိုမကြောက်ဘူးဘာကြောက်စရာရှိလဲမကြောက်နေသေးလားဟိုဘာဖြစ်လို့တော့ဘသူ့ကိုမကြောက်ခိုင်းနေရတော့တော်ရည်ရွယ်မှုစဲဟိုမမလေးမီးတော့အဲ့ကန်ဖုံသွားတော့လာအောင်မနော်ဟိုမီးတော့ငါမခွန်မချင်းထမင်းစားခင်းတွေကိုမဝင်လာခင်းနဲ့ကြားလာမိတော့ဟုတ်ကိုလေဘသူမှမျော်လင့်မနေနဲ့သူများအတင်းပြောတော့ပြောနေပြောနောက်ကြည့်ညပြောအောက်ကြည့်ဆိုတာခမရခေါင်းတီးတီးလေးရလေးမတွေးတတ်တာလားအတင်းပြောရမှာမဟုတ်တာအခုကမကြောက်တင်တာမကြောက်တင်ကြောင်ပြောပြလေးဖုံးမိသေးတယ်ကြည်စမ်းသူ့နာမည်ကိုကြာအပြည့်စုံခေါ်မိဘာမှမပတ်သက်တဲ့အမဘိုးရေးစားကိုထက်အာကာမောင်ကြတော့ကိုမောင်နဲ့ဟိုတခါလို့ဖတ်နှမ်းပြင်လိုက်ရသူမနာမည်အပြည့်စုံခေါ်ပြီးမှဟိုတခါရုံငန်းထဲမှာဖြစ်တဲ့ဖြစ်ပျက်ကမျက်လုံးထဲမှာစီဇက်ကွက်ပြတယ်လို့အနေကွက်နဲ့အလိုလိုပေါ်လာတယ်မနဲ့စားမလားစဉ်းစားလေခမရခေါင်းသေးသေးလေးလို့လည်းပြောရင်လည်းနာအောင်မေညအရက်မူနဲ့ကိုယောက်ျားထမီကျွေးနေကြလားတော်ကြီးပဲဘာကိုယောက်ျားဟုတ်တယ်လေကျွန်တော်ကခမရယောက်ျားလေးဘသူယောက်ျားဖြစ်အောင်မှာတော့အေးမအဲ့ဒါဆိုကျမယောက်ျားဘာတောက်ချင်ပါတယ်လေရှင်အခုမှမရဲ့အရင်ပုံစံလေးပြန်ပေါ်လာတယ်တမယာကြီးဖြိုးကြီးချင်းလေးတောက်ချင်တယ်အခုတောက်မှာလားမဟုတ်ဘူးဝက်ခန်းနေလာဖို့မီတုတ်လာမပို့ခိုင်းနေနော်အင်းမမီတော့ရှင်ကိုလေးနေမမလေးကိုလာကူတော့သူတကူထိကြိုက်တန်ရရနေနေနဲ့ငါတွေ့ပဲနော်ကြားလားဟုတ်ကိုလေးအေးမြန်သွားမီတော့ရဲ့ပြင်မှာဖုံတုတ်ပြီးသားကျုံးကလေးထိုင်နေကိုလည်းဓာတ်ပုံတွေကိုတုတ်နေရတာအတော်ကြာပါပြီအကိုလေးကသူ့မခေါ်မချင်းမလာခဲ့ရဘူးဆိုတော့သူ့မှာထက်ခါတက်လေးတုတ်နေရမမလည်းဓာတိအောင်မယ်လေပေးမီတော့ကိုမီတော့လေးပေးမယ်ဟိုရတယ်ဒါကနေဖုံးပြီးဖြော်ခိုင်းလို့အဲ့ဒါမအဲ့လိုလားမသိပါဘူးတော့မီတုတ်တို့ကအဲ့ဒါဆိုလေဖြောထီတော့မတီးခိုက်စီနေဦးနော်အမကြီးအင်းမရွေဂီယူဆိုင်လိုက်ပါမယ်ခဏကြတော့မိတော့ဒါဆိုရွယ်သွားဖို့လိုက်အောင်မယ်အပေါ်တက်ကမင်းသားအပေါ်တက်ကမင်းသားလိုက်ပါနှစ်ယောက်သားဝင်လာခဲ့မင်းနော်သူမလည်းအတိပြီးအခန်းထဲဝင်ကြည့်တော့သူလည်းမရှိပါလားဒီကောင်လေးတောက်ချင်နေလို့ပြောတော့ကတော့သူ့အပြင်နှစ်ယောက်မရှိဘူးဘယ်ရောက်သွားပြန်နေလဲမသိဘူးတင်ထားခဲ့ပါမယ်သူမလည်းအလုတ်စပွဲလို့ဖြည့်ဟန်တူရင်ဖိုင်နေအများကြီးစူးထပ်ထားတဲ့စပွဲပေါ်မှာပျော်ရည်ခွက်တင်ပြီးလှည့်ထွက်ဖို့ပြုအဲ့ဒါပဲတော့အမလီဖြေဟာသူမတကယ်လန့်သွားတာပါဘယ်သူမှမရှိဘူးထင်နေနေရလေနောက်ကျောကနေအေးဆက်တန်းရအတိုင်းသားဆိုတော့အဲ့လောက်လန့်စီရလို့လားခမရယောက်ျားဖြိုရည်လာဖို့ဟာသွားတော့မယ်နော်သူမတကယ်ဒီအခန်းထဲဟာထွက်ချင်နေပြီဟိုတယောက်ကလည်းအခုမှရီချိုးခန်းထဲကထွက်လာကစားအပေါ်ပိုင်းလို့နဲ့အောက်ပိုင်းတပတ်ဖေးဖက်တာတော့သူမမှာမျက်နှာကိုရည်နွေးဖို့နဲ့ပတ်ထားတယ်လို့ပဲအခုချိန်သူမမျက်နှာမှန်ထဲမှာပြေးကြည့်လို့ရှင်ခရမ်းကျင်သည်အမဲလိုနီရဲပြေးနေမှာတော့ကျင်းသည်သူရဲ့စကားကြောင့်လည်းပူပြီးတော့မျက်နှာပူရတယ်ဘယ်နဲ့ခမရယောက်ျားတဲ့ပြောချလိုက်တာတက်တာ
ခဏလေးအဝေးအစားရွေးပြီးတော့ဘာကြီးညီဝင်မလဲဘာကြီးညီဝင်ရမှန်းသိလို့ရှင်ရွေးခိုင်းတော့မလားကောင်းသေးသေးလေးရဲ့ဖုံးမရသူမနှစ်ထင်ဇက်လေးကပြောလေပြောလက်ညိုးလေးနဲ့အသားလေးတွန်းလိုက်တော့ဖုံးမိတေသာငါနှိမ့်ထက်အကြည့်တော့ခေါင်းပုတ်လိုက်ဖင်ပုတ်လိုက်လုံးမနေနဲ့အကြီးကိုလေးစားစမ်းဖင်ပင်မှာပုတ်လို့လေဒါနဲ့တော့ဖုံးမိတေသာလို့နောက်တစ်ခါခေါ်ကြည့်မူးမိလဲတော့အောင်ဖန်နှမ်းပြင်မှာအန်အောပါဖန်နိုင်တဲ့ခံအောင်ဘာဆိုင်လို့တော့သူနဲ့ပါဇက်လုံးယုံလေးနဲ့သူ့ကိုပြန်ပြောနေတာပြောတာကြားနေရင်တော့ဘာဆိုင်လဲဆိုတာသိသွားအောင်လုပ်ကြမလားဘာလုပ်ကြမှာလဲနော်ဖုံးမိတိမောင်ကိုလည်းကျွန်တော်ရင်ထဲဟာဇကားတွေဒီနေ့ပြောမှဖြစ်တော်မယ်သူရင်အမြဲတမ်းအကြည့်ချင်းဆိုရင်ကျွန်တော်ဘက်ကပဲမျက်နှာအရင်လွဲခဲ့တယ်ဆိုတာသိရလားကျွန်တော်ကိုယ်တိုင်တော့မသိလိုက်ခင်ပဲမောင်ကိုချစ်မိသွားလိမ့်မယ်လို့ဖေးထင်ခဲ့ပါမလဲကျွန်တော်လည်းချစ်စကားတွေတတိကြီးပြောရင်ထဲမှာထွေးပြီးမားရဲ့သပင်ခွေလေးတွေကိုတစ်ခါလောက်နမ်းဆိုင်ချင်တာပေါ့ဗျာကျွန်တော်ပြဿနာတွေအရင်ဆုံးရှင်းရမယ်မားနေနီးဖို့အတွက်ဘာလို့ကြိုက်တာလဲမားကခွေးလားသူ့သားမဟုတ်တိုင်းဘာလို့ဒါဆိုကြားကြီးနန်းလဲဒီမှာအသက်ရှူချက်နေဒါဆိုခဏတော့နန်းလို့ရပါပေါ့ပြောလေပြောသူမမျက်နှာအနက်ကိုတရှူးရှုနေအနမ်းမှုတွေချဲချတယ်ဖုံးမီအင်ကြီးရင်ဝေးရော့အင်ကြီးဝေးပြီးသွားရောနန်းလို့ရလားဖုံးမီတေးတာငါတကယ်စိတ်တူလာရင်တော့ရော်ဝေးချင်ဝေးမွေးချင်နေပါဦးအင်ကြီးလေးတော့ဝေးပေးသွားပါအောင်ဗျာစိတ်ကြီးပဲသူမလည်းအမြင်ကိုကြည်သီးတွေ့ပြီးတော့ကြပြခောထွက်လာခဲ့တယ်မဟုတ်ရင်နှလုံးကထပေါက်ပြီးတည်သွားနိုင်တယ်အခုံလုံးမျိုးနေငါ့ကိုအမျိုးမျိုးဒုက္ခပေးနိုင်တော့တယ်ဟဲ့မမလေးမျက်နှာနေမကောင်းလားဘယ်မှာရဲလို့လဲမန်းစံကိုရီပါရီပူးနေလားမိတော့ကသူမနှက်ဖူးပေါ်လက်လာတင်ပြီးစမ်းတော့မပူပါဘူးကိုလေနေလို့ထိုင်လို့မကောင်းလားယင်ကောင်းပါတယ်မိတော့ရင်ထင်လို့ပါရွေးမျက်နှာရင်းရလေအဲ့တိုင်းပဲဒါဆိုရွေချန်နေခဏစင်းလိုက်အောင်မနော်ဟုတ်သူမလည်းခြံထဲဆင်းပြီးလှုပ်ရှားရှိရာရှာပြီးမဲ့ဘာမှမတွေ့ဘူးဒါကိုခြံဆောင်ဖိုးလေးဟာမြင်သွားပုံလည်းရပါတယ်မမလေးဘာလို့လဲဘာကိုပြောလေဘာမှမရှာပါဘူးဘာရဲ့ခြံထဲပြင်းနေလို့ခဏဆင်းကြည့်ရဒါနဲ့လေရွဲကိုမမလေးလို့မခေါ်ပါနဲ့လားရွဲဒါမှမဟုတ်သမီးလေးလို့ပဲခေါ်လေးပါရဲ့အေးပါသမီးလေးသဘောဟုတ်မခေါ်ဘူးသူမမီးတုပ်ကိုလေစားလာကားစားပြောပြီးပြီအခုလေအပနောက်ပြီးတော့ဘသူတွေကိုပြောရအောင်မလဲမသိဘူးမိတော့နေမမလေးပဲသွားလေခြံခဏစီမယ်လို့တော့ပြောသွားတယ်မိတုတ်သွားခေါ်ပြီးမယ်နေရတယ်ငါသွားခေါ်မယ်မမီတို့ကိုလူတာလုပ်ပြီးလိုက်အမေဒါတင်ဟုတ်လားကြီးလားဘယ်တော့မှမနှက်ဆောင်စားဘူးလားခုံကကြွဘူးလို့တော့ခုလိုဆိုဝေးသေးတော့ရလေသူချစ်တဲ့လူကိုရှင်းတော့အစကနွားနို့ကိုတောက်လို့လားကျမကတခါတွေ့ရင်နွားနို့တပလင်းတူတူတောက်ရမယ်လို့ပြောလို့ရှင်လည်းအခုတောက်တက်နေရမဟုတ်လားတော့ဒါလည်းအဲ့လိုပဲပေါ့ပြီးတော့ညီးရဘာထရရတော့မယုံလို့လားအမလီဒီတက်အန်ဩစရာအများကြီးရှိသေးတယ်မဟုတ်ပါဘူးမမီရဲ့မိတော့ကဦးလေးရဲ့ချစ်တဲ့ပုံရုပ်ကိုမှကြားဘူးလို့ပြောရတာမယုံနိုင်စရာအကြောင်းရှိမလားဒီလေမယားနှစ်ယောက်ကိုလေအားနေရိုးနေတာဒါတော့19နဲ့18နှစ်လေးမဟုတ်လို့မိတော့ပေါ်ဟာတနာစရာအစားကတော့အကူလေးကမိမမယူသေးတော့အဖော်ရှိသေးရူရာကြီးရတာအခုဆိုကိုလေးကလည်းမရွယ်နေရိုးနေပြီအမေကြီးတို့တွင်းရလဲရိုးနေပြီမိတော့ဘွားကိုထားကြည့်ပါဦးရွာမှာကြံခဲ့တဲ့ကိုရင်သားကြီးထားကြည့်ပါဦးရှင်ဟဲ့မိတော့ဘာလုပ်နေရလဲအဲ့မှာတောင်းကြီးထိုင်နေစားမယ်ဟုတ်မေမေတို့ကအဲ့လိုပဲအစင်တန်ခွဲကြမှုကလုံးဝမရှိဘူးကြွားဝါမှုလည်းမရှိဘူးဆိုပေမဲ့လင်းရှိလူတန်းစားဆိုတော့အရန်ကိုကြွားဝါတယ်ငါယောက်ျားလေးနဲ့ဒါနဲ့လေမမလေးကအကိုလေးအခန်းထဲကထွက်လာတော့မျက်နှာရင်းနေရတွေ့ဟဲ့ဟုတ်လားယောက်ျားကြီးကျမတော့မြေးရတော့မလားမသိဘူးခင်လေးမနေ့ကမှမင်္ဂလာဆောင်ပြီးရလေကွာဘာပဲဖြစ်ဖြစ်ကျမကတော့ပြောတယ်ဘာဆိုင်လို့တော့မမေတို့ကလည်းမမလေးနေမကောင်းတာကိုပြောနေတာဒါရီညီးမသိပါဘူးလင်းရမှသိလိမ့်မယ်သမီးလေးတို့တော့လာမမီတို့ကမျောနေတာစောင်းရတာကြားသွားလိုက်ရင်မကြပါဘူးသမီးလေးဟုတ်ဒါနဲ့ဖုံးမီနောက်ပွဲအတွက်စီစဉ်စရာရှိရစီစဉ်ဖို့မမီငွေလဲပေးထားရင်နော်မိမရင်မင်းကစကားတွေကြတော့စိုးပြောနေရပြီကလေးတွေမနှက်စားပါစေဦးကွာဟုတ်ပါ
စားနော်သမီးလေးဘာမှအားမနာနဲ့ရှက်လဲရှက်စရာမလိုဘူးနော်ဒါကိုမိသားစုရေးကြီးပဲမမီအတော်ဘယ်ကအတော်လဲသားငယ်တော်ရည်ရွယ်လေဟဲ့ကိုမိမကိုဘလူတွေခေါ်နေရလေငါလှုပ်ထည့်လိုက်ရအရင်ကတော့မရလို့ရှိရင်တီတော့မယ်မျက်နာလေသားငယ်နော်မမီစိတ်မဆိုးချင်ဘူးသမီးရွယ်လေးကိုလည်းချစ်ရတာနဲ့ဘလူကြောင့်လည်းသစိမ်းဆက်ဆန်နေရလေသူ့မှာသားမျက်နာနဲ့ဒီလိုက်နေရလေမနေ့ကလည်းသားလို့ရကအယမ်းမရနော်အင်းမသားတောင်းပန်လိုက်ပါမယ်မမလေးတောင်ပြန်လာပြီမိတော့ကအပေါဝါကိုကြည့်ရင်ပြောတော့သမီးလေးကိုမမရောက်ဟိုမှာညားအိမ်မယ်လို့တောင်ထင်ထားတာသူမလည်းအမှန်ဆိုညားအိမ်ဖို့ပါမိမိကယူထားတလားမပြည့်သေးဘူးညားအိမ်ညနေမလုံးနဲ့ဆိုပြီးသူမကိုအတင်းနှင်လွှတ်လိုက်တာနဲ့ပြန်လာတာဟုတ်တယ်မမီမိမိတို့ကမပိုးမင်္ဂလာပွဲအတွက်စီစဉ်မှုလူကြီးစကားပြောနေရတယ်အလုံးရှုံနေလို့ပြန်လာလိုက်တာသမီးလေးပင်မလာရောပေါ့သွားနာတော့လေဖုံးမင်းသွားသမီးလေးကိုအပေါ်တက်ကိုလိုက်ဖို့ပေးလောက်ဗျာရှင်ရပါတယ်မမီရဲ့သမီးအဲ့လောက်ကြီးလည်းမပင်မမအောင်ဝင်ခံစရာတခုရှိရဲ့ဗျသူဗျာလို့ထဲပြီးပြောလိုက်တာလားမဟုတ်တော့ပါဘူးလေငါနားကြမတာပဲဖြစ်မှာပါကျွန်တော်ပြောတာကြလားကြားလားမလို့ဖုံးမင်းကတကယ်ကိုစိတ်ထဲမကိုတော်တော်တနာနေပြီပထမတလားပြေးမှာ surprise ဆိုပြီးပြောပြမှုပါပဲဒါပေမဲ့ကိုချေရသူခံစားနေရောလေဘယ်ကောင်ကအသေးမှပြီးကြည့်နိုင်တော့မှလေပြောလေဖုံးမင်းဒီကစူစရာလေးရှိရဲ့တောင်းပန်စရာရှိလေဝင်ခံစရာလေးရှိရဲ့အပြင်တောင်းဆိုစရာလေးရှိရဲ့မစီမဆိုင်တောင်းဆိုစရာရှိရဲ့ဆိုရင်စကားကြောင့်နှလုံးကုန်တော့အစမတန်မြန်လာပြန်ပြီဒီကောင်ငါ့ကိုနှလုံးရက်တည်အောင်လုပ်နေရပြီမင်းဟာရှုပ်နေရပြီပြောချင်ပြောမပြောချင်တော့ဟောဗျာစိတ်ဆိုးသွားတာဒီကောင်မဟုတ်တော့ဘူးအနူးရွရင်လည်းတခုတော့တခုပဲကျွန်တော်ပြောရင်စိတ်မဆိုးကြီးစိုးတင်းတဲ့ကိစ္စဆိုရင်စိုးရမှာပဲဟာဗျာပါလေမပြောဘူးလားမပြောရင်ငါနားချင်ပြီအမှန်တော့သူမလည်းနားထောင်ချင်ပါတယ်သူကအဲ့လိုရှိရကြူကြူပိတ်နေတော့ဟူးဖုံးမင်းတီစားဒီလောက်အထိတုံးသွားလားတလားလီတော့တွင်ဘာလို့မကျွန်တော်ကိုပထမငင်းခဲ့ပြီလက်ခံခဲ့ရလဲဟမ်ဖြည်စရာလို့လားမင်းမေပြောမှာဆိုမရအောင်ဖြည်ရမယ်မေမေတို့ကပေးစားလို့လေကျွန်တော်ဝန်ခံစရာရှိရေဆိုတာလေမပူးကိစ္စမပူးကဘာဖြစ်လို့လဲဟိုလက်မနဲ့ကင်နှစ်ပတ်လိုကအမဘူမောင်သွားတွေ့ရင်အဲ့တော့အမဘူကိုပြောခဲ့ရင်ကျွန်တော်ကတော့ရည်ရွယ်မိုးဆက်ကိုပဲသဘောကျပြီးတော့ချစ်တာမလို့အမကိုပဲလက်ထပ်မှာပါလို့ပြောလိုက်တော့အမဘူကလည်းဒါဆိုအမပြင်ဦးလင်ခဏရှောင်ပေးပါမယ်တဲ့အဲတော့တွင်ရည်ရွယ်နဲ့ရင်းနေအောင်လုပ်ပြီးလက်ထပ်ပါတဲ့အဲ့ဒါလေးကျွန်တော်စိတ်ထဲမှာအမဘူကိုအားနာတယ်လို့ကြီးခံစားရလို့ဖုံးမင်းမောင်ကိုကြည့်လိုက်တော့မတုံမလို့ပုံစံနဲ့သူပြောတာကိုမအံ့ဩတဲ့ပုံစံမျိုးနဲ့မကျွန်တော်ကိုစိတ်မဆိုးလားယင်မင်းလုပ်ခဲ့ပြီမဟုတ်လားဘာလို့ခုမှလာပြောနေရလဲမကလည်းကျွန်တော်သွားတောင်းပန်တင်လာရင်ဘယ်သိမလဲသူများသားသမီးကိုယူတော့အကြညံနေညံတဲ့အပြည့်နဲ့အခုအဲ့ဟာတွေဘယ်ရောက်သွားလဲဟာဗျာဘယ်တူမှမလဲဗျမကကျွန်တော်အသေးနှလုံးလေးလေဒီလိုကြောက်လေသူ့တော်ကြီးအောက်မှာသူမဟာမျောဝင်သွားခြင်းမြန်ပြီအမှန်တိုင်းပြောပြလိုက်ရင်ကောင်းမလားမင်းစိတ်တဲ့တကယ်ခံစားနေရလားသိလိုက်ပါတော့မိရွယ်ရဲ့တကောကနေကတခိုးလားဆိုပြီးသွားမိနေတဲ့အတိုင်းမဟုတ်ဘူးနောက်ပြီးခံစားနေရမကလေအုံနောက်တီးတီးလေးနေဆိုလေစိတ်ကစိုးအောင်ပဲဖုံးမိတင်တာနေအလျှော့ပေးထားလို့ရောင်းမတက်လာနဲ့နော်ငါနှစ်ဖူးကိုလက်ညှိုးနဲ့မတိုးပါနဲ့လို့ဘယ်နှခါပြောရမှာလဲနေထန်ငယ်မဟုတ်ဘူးငယ်လေးမငယ်လားဘယ်သိမလဲနေနဲ့ပြောနေတော့ကျွန်တော်ကရွေတူးလို့သဘောထားလေတော်တော်ပါဇက်ရေးတင်းလာတယ်အရင်ဖုံးမိဒေတာရောဟုတ်ရဲ့လားအရင်ဖုံးမိဒေတာဟုတ်လားမဟုတ်လားသိတယ်အနှမ်းခံကြည့်ပါလားနေတော်ပြီကျွန်တော်မစတော့အမဘူကိစ္စကျွန်တော်ကိုကြံပေးပါအောင်လားဒါဆိုငါပြောရင်လည်းစိတ်မဆိုးနဲ့ပြောစရာရှိတာပြောပါအမေတော့နေမပြောခင်တည်းကမမကပြင်လင့်သွားဖို့စီစဉ်ပြီးသားဟုတ်တယ်မမကသူ့မှာချေရမယ်သူရှိရဲ့မိမိတို့ကိုလည်းမပြောရဘူးအဲ့တော့ကျွန်တော်ကညီအမနဲ့ယောက်ျားဟိုလူကမလို့ခြင်းလို့ပြေးချလိုက်ဒီလူကမလို့ခြင်းလို့ပြေးချလိုက်နေအယုတ်တရုတ်လူဖြစ်နေတာပေါ့အဲ့လိုမဟုတ်ပါဘူးအဲ့ဒါဆိုဘာလဲလက်နဲ့ဘက်ကိုစိတ်လို့ရှာလို့စုပ်နေပြီမျက်ခမ်းပါမျက်ရည်စားတွေကဝေးတီလာတော့ဟာဗျာဘာလို့ငိုမှလဲမငိုခြင်းရဲ့လက်တူဆိုသလိုချော်မှာပို့ပြီးငိုတော့ဘာလို့လွတ်လွတ်ရမှမသိဖြစ်နေချင်းဟဲ့အပေါ်တက်ကဖုံးမင်းသမီးကိုဘာလုပ်နေရလဲငိုတန်ကြားနေရနော်
မဟုတ်ဘူးမမီကျွန်တော်အချစ်လွန်သွားလို့ဟဲ့ကို့အခန်းနဲ့ကို့ချစ်စမ်းကြအမှန်တော့သူတို့နှစ်ယောက်အခန်းနဲ့ခုထိမဝင်ရသေးဘူးစကားပြောစရာရှိလို့အိမ်ခန်းမှာတင်တောင်းတင်နေဘာလို့ကျွန်တော်ကိုရိုက်တာတော့အဲ့ဒါမင်းကိုပြောစရာလားဘယ်မှာအချစ်စမ်းလို့လဲတေတော့မယ်ဖုံးမိသေးတာနေတော့မမီတော့တမျိုးတွေထင်နေတော့မှာပဲပြောလဲပြောသူမလက်ကသူ့ရဲ့လက်မကြက်သွားကိုထုရိုက်တယ်အခုအချစ်စမ်းကြမလားယင်မမီကိုထင်တာတကယ်မှန်သွားအောက်ကြပြီလို့ငါသွားတက်တယ်ပြုတ်ကြဘလို့လုံးလဲခင်များလင်တရားအောင်လုံးပွေးကြည့်တာပြုတ်ကြမှလည်းစိတ်ပူမနေနဲ့တခုတော့ရှိဟဲ့ကျမ်းမြင်ပေါ်တော့မပြုတ်နိုင်မင်းနဲ့ကျွန်တော်ရင်ခွင်နဲ့တော့ပြုတ်ကြခြင်းလည်းပြုတ်ကြမယ်ခင်များကလည်းဒီလိုကော့လန်ထိုးပုံနဲ့နဲနဲပူပူတာတာလေးပြောပြီးခြောက်လိုက်မှာလက်အီအီလေးနဲ့သူ့လက်ပြီးကိုလာချိတ်တွယ်တော့တယ်တကယ်ကိုမလွယ်တဲ့မှလူသားနှစ်ဦးကတော့လေလာမင်းကြီးကိုမရှက်မရောအပြာရောင်အချင်းညာလေးကိုဖြတ်တန်းလျင်ကျေလေးတွေကလည်းရှက်လို့တင်ပါရဲ့မိတ်တုံလေးနေပြီလောကကိုအလားစင်ပြီးလာမင်းကြီးကတော့ဒီညမှာထိမ့်ထိန်ကြီးအောင်ထိုးလေးလေးရရှိပါတယ်မနဲ့မိုးတော့လင်းတော့နေရောင်ကလည်းခက်စိတ်စရာလိုက်ကာတချို့တဝက်စီကနေပြကြလျက်သူမမျက်နှာပေါ်တက်စင်လာခါစားနေရောမထပဲနေတော့မလို့အခုမှလက်ရှိအနေထားပြန်အမက်ရပြီးထမယ်လို့တော့အာကြီးလက်နဲ့ဖက်စလုံးနဲ့ခက်တင်းနဲ့ဖက်ထားတဲ့ပြင်သူရဲ့ကိုယ်လုံးအလေးကြီးနေပါဖိထားတော့ခုနဖိန်တိန်တိန်ရှိန်တိန်တိန်စိတ်လျားပါပျောက်ပြီးတော့လေဒေါသတွေကအလုံးလိုက်အရင်လိုက်ကိုဝင်လာပြီဖုံးမိသေးတာနေထဆန်ဟဲ့ကောင်ဟာဗျာမရငစိမ့်တယ်လားအေးအကောင်နေမနဲ့မိုးမလင်းသေးဘူးနေလက်တွေကခုပဲလိုက်ဟိုဘက်တော့ငါတီတော့မေးဟဲ့နေခန္ဓာကိုအလေးနဲ့ငါ့ကိုဖိထားတာမရကျွန်တော်မှဒီလိုခွင့်ရရဖို့ဘလောက်တောင်စူးစမ်းထားနေသိလားမနဲ့မိုးလင်းတာနဲ့ပြိုလေးရဲ့မျက်နှာမြင်ပြီးလိုထားကျင်စီကကျွန်တော်အိမ်မက်တွေကအကြီးအမားဆုံးအိမ်မက်တစ်ခုဆိုလည်းမမအောင်ပြိုလေးကဘာတူလဲလို့မကကိုယ့်နာမည်ကိုမမှတ်မိတော့ငငယ်ကပေတလူသူများမုတ်လူစားတဲ့ဒေါ်ပြိုလေးဒါဆိုအစားရငါ့ကိုသိရမို့အမှန်တိုင်းပြောရရင်တော့ပထမတွေ့တော့မမှတ်မိလို့ငငယ်တော့လိုမှမဟုတ်တော့တာပြီးတော့လေငငယ်ရတက်ကိုရုပ်ကလည်းပို့ဆိုးသွားရုပ်ဖိန်းရတာပို့ခတ်တာပေါ့နေပါဦးလက်ညိုးကတထိုးထိုးမလုံးနဲ့ဟောပြောတာဆုံးအောင်နားထောင်ပါဦးဗျာနောက်မှအန်နီကမငငယ်တော့ပုံပြနေကျွန်တော်မှတ်မိသွားတာမိမိကတော့အမပိုပေတလူပြိုလို့ပဲသိတော့ဘာပေတလူပြိုတော့ဟုတ်တယ်လေမငငယ်ကတော်တော်ညစ်ပတ်တာနှာခေါင်းသားမှာဆိုလေအပူတွေကလည်းလောင်လို့လောင်တကယ်ကိုညစ်ပတ်လေဖုံးမိတေးစားနင်းကငါလုံးမိရောမေညကပဲကျွန်တော်လှုပ်ပြီးသွားပြီလေဘာလဲမော်နီအိမ်ဆိုင်လှုပ်ချင်လို့လားဘာဘာထင်တာတော့မနဲ့ခင်လေးချိန်ကအပြေးတို့တိုက်ထိုးတို့ဘာတို့ညာတို့အဲ့ဒါကိုပြောတာတကယ်အတွေးသမားလေးဖေစံနေလက်တယ်ငါအသက်ရှူချက်တယ်မာမီတို့တော့တမျိုးထင်တော့မှာပဲဟာဗျာမလေသူတို့ဒီလိုလေးများကိစ္စတော့ယူဘူးတဲ့လူပဲသိတာပေါ့ဗျဟဲ့နေကောင်နေအဲ့ဒါရွယ်ရှိရလားမနဲ့စာစောစောထားမလို့ပြီလို့ငါ့ကိုတမျိုးထင်ပါဆိုလို့ရောက်ခမားဆိုတာဘလောက်ပဲသိအောင်ကောင်းနေပါစီကိုဘက်ကသိတတ်မှုမရှိအလက်ကားပဲတားကြောင်ချွေးမအောင်တမိအရင်လိုချင်းနေရတာဘလောက်ပင်မဲနေမယ်လေနေလက်တွေကိုဖဲငါထားအောင်မေမသိပါဘူးဗျာနေဆိုတာရောပတ်သက်ပြမချနေရလေတော်တော်ခေါ်လို့လေကောင်းနေရပေါ့မအောင်လို့မခေါ်မချင်းမဖဲ့ပြီးတာပဲနေကလေးလားနေတခါခေါ်တိုင်းတခါနဲ့မယ်တတိရှင်ခေါ်လीနေအနိုင်ကျင့်လို့အားကြည့်ပြုံးစီမျက်နှာပြီးနေတကယ်တော့လေမကကျွန်တော်နန်းနာခံချင်လို့တမင်ခေါ်နေရပဲသိပါပြီဒီကအလိုက်တတိနန်းပြရမှာပေါ့နှက်ကန်းချုံလုံးလေးလှုပ်ပြီးတော့ရှေ့ကိုတိုးလာတော့တမကမပြောတော့လို့မရအောင်မောင်ထက်ခေါ်ကြည့်ပါဦးနောက်တစ်ခေါက်လုံးပါဗျာမခေါ်တော့ဘူးတော့ပြီးဖေးပြီးလုံးပါဗျာတခါလေးပါနော်မောင်ကိုချစ်တယ်တမပြောတာပြောရတာရှင်နေတုံမီလက်ဖျားလိတော့အေးနေပြီစိတ်လို့ရှာလားမလို့ရှာလားအတန်ကတိုးညင်လေးနဲ့ဒီပေါက်စာလေးကလေလူကိုအမျိုးမျိုးပြုတ်စားနေရလားနှလုံးခုန်လို့မျိုးတီကုန်တော့မှာပဲမားလုံပုံနေတော့ဟုတ်ကျန်ဘယ်တွေကမောက်ကိုကြိတ်ကြံနေရလဲအမှန်နေပေါ်လာပြီမောင်တော့ဟုတ်ပါပြီဗျာကျွန်တော်ဖုံးမိတီးသားအသေးနှလုံးဥကျူးပေါက်စာလေးမောက်ကိုလည်းချစ်ပါရဲ့ခင်ဗျာတက်ကြီးအိုမင်းတီတောင်ပေါင်းတင်သွားပါမယ်လို့ကတိသစ္စာပြုတ်ပါရဲ့ခင်ဗျာလူအမျိုးမျိုးချွေနေရတော်ရည်ရွယ်တို့ကတော့မောင်းတော့ဆိုရင်စကားတကောအောင်ပါဒီကကောင်ကချက်ချင်းအေးပြောလူရန်ကချင်းနဲ့တွေးကြတဲ့အခါ
အရာရာမိမိပြောက်ပြောက်သူတို့ကလည်းအိုမီနဲ့အတီကိုပေါင်းကြလေဟုတ်ကဲ့ပါအခုတင်ဆက်ပြီးသွားတာကအမုန်းများကုန်လွန်တော့ဆိုရင်ဇလန်ရဲ့ဇသိမ်းပိုင်းကိုတင်ဆက်ပေးခဲ့တာပါနောက်နေ့မှာဘလို့စိတ်ဝင်စားဖွယ်ရာကောင်းတဲ့အကျဉ်းဇလန်တွေကိုတင်ဆက်ပေးဦးမလဲဆိုတာသိရှိစေဖို့ပြည်ရဲ့ channel လေးကိုနေ့စဉ်မပြတ်စောင့်မျှော်အားပေးပါအောင်လို့ဖိတ်ခေါ်ပါတယ်ဇလန်ကိုနောက်စဉ်အားပေးခဲ့ကြတဲ့ပရိသတ်တွေလည်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်